ဒီနေ့သာသနာတော်နှစ်2562ခုကောဇာတက္ကိ1389ခုနေယုံလာဇန်2ရက်2019ခုနှစ်5လပိုင်း29ရက်စနေနေ့ညချမ်းခါကာလမှာရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်8မိုင်မစိုးရိမ်ရွှေကျင်တိုက်တဲ့တွင်မှာဆင်ရင်ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲသဘင်မှာဒီကနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြတဲ့တက္ကရာကြီးဦးအောင်မြင့်တက္ကမကြီးဒေါ်တန်းတန်းမြင့်မိသားစုတို့ရဲ့တက္ကရာကြီးဦးအောင်မြင့်ရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ်ဖြင့်ဓမ္မဒါနဓမ္မပူဇာကုသိုလ်ကောင်းမှုတို့များပြုလုပ်ကြခြင်းကိုအကြောင်းပြုပြီးတော့အလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်။ဘုရားတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်။ဒီတော့ဒီကနေ့ညတရားဒေသနာတော်တို့ကိုနာယူကြည်ညိုကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗတရားဟောမှလည်းရှုလို့ရှိရင်မနေ့တုန်းကရှင်သာရိပုတ္တရာပတိမြတ်ကြီးရဲ့အကြောင်းပြောခဲ့တာပိုင်း1ပေါ့နော်ဒီကနေ့ရှင်သာရိပုတ္တရာရှင်မြတ်ကြီးရဲ့အကြောင်းအပိုင်း2တရားတော်လို့အဲ့ဒါလိုမှတ်သားပြီးတော့နာယူကြည်ညိုကြမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အကျဉ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တိဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူတော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိယတမောဟတမံသာနေရမေရလောကကရုံဝန္တိတုကတံဂတိဝိမု ക്ത ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိယတမောဟတမံအရဟတမေတိဟုသောအယောင်အလင်းဖြင့်အဝိဇ္ဇာတိဟုသောအမိုက်မောင်ကိုဖယ်ခွာတော်မူ၏ထသောသာနေရမေရလောကကရုံလူနှင့်ပြမတတ္တဝအနန္တတို့ဤကြောက်တိတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ക്ത ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယအရှိငါတန်သောဂတိတို့မှသည်ထိုသူဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပါရမြန်းကဲ့သို့ဖြတ်သားထင်းသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဘေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမမမူယုံနာနှင့်ဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဘုနေဝနာမှာကာယဝစီမနောချီ၍သုံးသည့်ဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆောင်မောဟရှိခိုးဥညုတ်ပါ၏မြတ်စွာဘုရားရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းစတင်ပြီးတော့နာယူမှတ်သားကြရအောင်မနေ့တုန်းကဦးဇင်းတို့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရှုပန်တဲ့ချိန်ကစပြီးတော့ယန္တာဖြစ်သည့်အထိအကြောင်းအရာတို့ကိုအကျဉ်းချုပ်ပြီးတော့ပြောခဲ့တယ်ပေါ့နော်ဒီကနေ့ဦးဇင်းတို့ပြောဖို့စီစဉ်ထားတာကရှင်သာရိပုတ္တရာကိုရမြတ်ကြီးယန္တာဖြစ်ပြီးတဲ့နောက်မှာဟောကြားတော်မူခဲ့တဲ့ဒေသနာများစွာတွေကဦးဇင်းတို့စိတ်ထဲမှာအမှတ်ထင်ဖြစ်နေတဲ့ဒေသနာလေးတွေဒါလေးတွေကိုစူးစီးပြီးတော့ပြောပါမယ်ပြီးရင်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးပြိဋိနိဗ္ဗာန်စံတဲ့အကြောင်းကိုပြောပြီးတော့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့အကြောင်းဒီကနေ့ညအဲ့လိုပြောဖို့စီစဉ်ထားပါတယ်အဲ့တော့ဦးဇင်းတို့ဒီကနေ့ဘယ်ကနေစတင်ပြီးတော့ပြောကျင်တော့ဆိုတော့ပိဋကတ်တော်တွေထဲမှာ
ရှင်သာရိပုတ္တရာမထေရမြတ်ကြီးဟောခဲ့တဲ့ဒေသနာတွေကများစွာမှတ်တမ်းတင်ထားတာရှိတယ်ပဋိသင်္ပိဓမ္မေပါဠိတော်ဆိုတော့စာအုပ်ကြီးအကြီးကြီးရှိတယ်အဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တာသုလနိဒေသပါဠိတော်ဆိုတာရှိတယ်မဟာနိဒေသပါဠိတော်ဆိုတာရှိတယ်အသေးစိတ်ခွဲခြားဝေဖန်ပြီးတော့ဟောပြထားတဲ့ဒေသနာတွေကိုစုစည်းထားတာအဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တာပေါ့အခုတရားဓမ္မတို့ဥယျာဉ်တို့သင်ယူနေရတဲ့လေ့လာနေရတဲ့ဒီအဘိဓမ္မာတရားဆိုတာလည်းပဲတမတ်စွာဘုရားကတာဝရိန္ဒနတ်တွေကိုတာဝရိန္ဒနတ်ပြည်မှာဟောထားတာကိုရှင်သာရိပုတ္တရာကိုပြန်လဲဟောပြလို့ရှင်သာရိပုတ္တရာကပြန်ပြီးတော့ဟောထားတဲ့ဒေသနာတွေပဲအလွန်တရာမှများပြားတယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုများပြားလာတဲ့တရားဒေသနာတွေတဲကဘယ်လိုအကြောင်းအရာလေးကိုဦးဇင်းကစပြီးတော့ပြောခြင်းတော့ဆိုတော့အခါတစ်ပါးမှာရှင်သာရိပုတ္တရာကိုရမြတ်ကြီးကယဟန်ပေတတ်ကိုအရှင်တို့တဲ့တခါမှငါစဉ်းစားကြည့်တယ်။ဘာစဉ်းစားကြည့်လဲဆိုတော့တစုံတစ်ယောက်ဒုက္ခရောက်လို့တစုံတစ်ယောက်ပျက်စီးလို့တစုံတစ်ယောက်ဖောက်ပြန်လို့ငါရဲ့စိတ်ထဲမှာစိုးရိမ်မှုဆိုတဲ့တောကငိုကြွေးမှုဆိုတဲ့ပရိဒေဝကိုယ်ဆင်းရဲမှုဆိုတဲ့ဒုက္ခစိတ်ဆင်းရဲမှုဆိုတဲ့ဒေါမနတပြင်းစွာပင်ပန်းခြင်းလို့ဆိုတဲ့ဥပါယတတရား၅မျိုးနော်တောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့အဲ့ဒီတရား၅မျိုးဖြစ်ပေါ်စရာအကြောင်းများရှိသလားလို့ငါစဉ်းစားကြည့်တယ်တဲ့။တစုံတစ်ယောက်ပျက်စီးလို့တစုံတစ်ယောက်ဒုက္ခရောက်လို့တစုံတစ်ယောက်တစ်မျိုးတစ်မျိုးပေါက်ပြန်ပြောင်းလဲသွားလို့ငါရဲ့စိတ်ထဲမှာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတအဲ့လိုဆိုးတဲ့တရားတွေဖြစ်လာစရာအကြောင်းရှိသလားလို့ငါစဉ်းစားကြည့်တယ်တဲ့အကြောင်းမရှိဘူးတဲ့ဘယ်သူတွေဘလို့ဖြစ်သွားလို့မှငါမှာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့တရားတွေဖြစ်လာစရာအကြောင်းမရှိဘူးလို့ငါတွေ့ရတယ်တဲ့အဲ့လိုမေးရှိတဲ့အခါကျတော့ရှင်အနန္ဒာကထပြီးတော့မေးတယ်အရှင်သာရိပုတ္တရာတဲ့မြတ်စွာဘုရားပြိဋိဘံစံသွားလို့တောင်မှတဲ့မှာစိုးရိမ်တာတွေပူဆွေးတာတွေမရှိနိုင်ဘူးလားတဲ့တော်တော်ဖြေဖို့ခက်တဲ့မေးခွန်းပါပဲဟုတ်လားမြတ်စွာဘုရားပြိဋိဘံစံသွားမယ်ဆိုရင်တောင်တဲ့ရဲ့စိတ်ထဲမှာဘလို့ထိခိုက်မှုမှမရှိဘူးလားမရှိနိုင်ဘူးလားပြီးတော့ရှင်သာရိပုတ္တရာကတော့ပြတ်ပြတ်သားသားပဲမြတ်စွာဘုရားပြိဋိဘံစံသွားလဲငါရဲ့တန်တာမှာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဖြစ်လာစရာအကြောင်းမရှိဘူးတဲ့ဒါပေမဲ့လို့မြတ်စွာဘုရားပြိဋိဘံစံသွားမယ်ဆိုရင်တော့လောကကြီးတွေကနေမြတ်စွာဘုရားဟာမြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားတယ်တကယ်လို့သာမြတ်စွာဘုရားအကြာကြီးတည်မယ်ဆိုလို့ရှိရင်ဟောဒီလူလောကနတ်လောကကြီးတစ်ခုလုံးဟာအကျိုးစီးပွားတို့ဖြင့်ချမ်းသာရရလိမ့်မယ်ကောင်းကျိုးတွေများစွာဖြစ်ထွန်းလိမ့်မယ်မြတ်စွာဘုရားအကြာကြီးတည်နေတော့ကောင်းပါပဲဆိုတဲ့စိတ်လောက်ပဲငါမှဖြစ်လိမ့်မယ်တဲ့တောကတွေပဋိဒေဝတွေဒုက္ခတွေဒေါမနတတွေဥပါယတတွေဖြစ်เสียအကြောင်းမရှိဘူးတဲ့ဖျားပျက်စီးသွားရင်တောင်သူ့မှာတောကပဋိဒေဝဒုက္ခဒေါမနတဖြစ်เสียအကြောင်းမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ရှင်သာရိပုတ္တရာဟာကြာမြင့်စွာသောကာလကပဲတဏမာနဒိဋ္ဌိလို့ဆိုတဲ့တဘာဝတရားတွေရဲ့ပုံမှာအထင်မှားပြီးတော့ပုဂ္ဂိုလ်တ attva လို့ထင်တဲ့ငါလို့ထင်တဲ့အထင်မှားမှုမရှိဘူးငါဥစ္စာလို့ထင်တဲ့အထင်မှားမှုမရှိဘူးတော့ထောင်လွှတ်တက်ကြွတဲ့မာမာနဆိုတာလည်းမရှိဘူးဒါဟာကြာမြင့်စွာသောကာလတွေကစပြီးတော့အမြင့်ပြတ်ပဲနှုတ်ထားတဲ့အတွက်ကြောင့်ဟောဒီလောကကြီးမှာဘလို့အရာတွေဘလို့ပဲပျက်စီးသွားစေကမှုငါမှစိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုဆိုတာမဖြစ်နိုင်တော့ဘူးလို့အဲ့လိုမိန့်ရှိတယ်အဲ့ဒါကိုအရင်ကဥပတိတ္တတုတ်တံဆိုပြီးတော့နိဒာနဘောကတယုတ်ပါဠိတော်မှာမှတ်တမ်းတင်ထားတာတွေ့ရတယ်ပေါ့ဟုတ်လားသူကတော့ပြက်ပြက်သားသားပဲပြောတာပဲနော်တခါမှပြောထားတာဆိုရင်တော်တော်မှတ်သားစရာကောင်းတယ်နော်ယဟန်တော်၃ချိန်မြတ်စွာဘုရားဒီကိုရောက်လာကြတာအဲ့ဒီလိုရောက်လာတော့မြတ်စွာဘုရားကအကြောင်းအကျိုးဆင်ခြင်ကြည့်တဲ့အခါမှာတော့ရှင်သာရိပုတ္တရာကိုမေခွန်းတစ်ခုမေးလိုက်လို့ရှင်သာရိပုတ္တရာကပြန်ပြီးတော့ပြောလိုက်တဲ့အဖြေစကားရက်ကိုအကြောင်းပြုပြီးတော့ဂါထာလေးတစ်ပုဒ်ဟောရလိမ့်မယ်အဲ့ဒီဂါထာရဲ့အဆုံးမှာဒီယဟန်၃ချိန်ဟာတရားတို့တရားမြတ်ကိုရလိမ့်မယ်လို့မြတ်စွာဘုရားမြင်တယ်အဲ့ဒါကြောင့်ရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားကမေခွန်းတစ်ခုမေးတယ်စေတသာရိပုတ္တရာတဲ့တတ္တာဝရိယတတိတမာရိပညာလို့ဆိုတဲ့ဒီဣန္ဒြေ၅ပါးကိုမပွားများပဲနဲ့ထူးကဲမြင့်မြတ်တဲ့တရားတို့တရားမြတ်ကိုသိတဲ့အတိရုဉာဏ်တို့ဆိုတာကိုဖြစ်နိုင်လိမ့်မယ်ဆိုတာကိုသင်ယုံကြည်သလားလို့မေးတာနော်တတ္တာဝရိယတတိတမာရိပညာဣန္ဒြေ၅ပါးကိုပွားများလို့မဲ့ဉာဏ်ပူဉာဏ်ရပြီးတော့တရားတို့တရားမြတ်ကိုမျက်မှောက်ပြုနိုင်လိမ့်မယ်ဆိုတာသင်ယုံကြည်သလားလို့မေးတာအဲ့လိုမေးတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားတဲ့ဒီအရာမှာ
တပည့်တော်ဟာယုံကြည်မှုဖြင့်မြတ်စွာဘုရားကိုချင့်ကပ်နေတာမဟုတ်ပါဘူးတဲ့သူဖြေပုံလေးနော်တပည့်တော်ကမြတ်စွာဘုရားကိုယုံကြည်မှုနဲ့ချင့်ကပ်နေတာမဟုတ်ဘူးတဲ့အဲ့ဒီလိုဖြေလိုက်တဲ့အခါကျတော့အနားမှာရှိနေတဲ့အဲ့ဒီရဟန်းတော်သုံးကျိတ်ကျော်ကနားမလည်နိုင်ဘူးကြည်သာရှင်သာရိပုတ္တရာကသိင်းကြီးဆရာကြီးရဲ့တပည့်ကနေရဟန်းပြုလာတာကိုအဲ့တော့မြတ်စွာဘုရားရဲ့ပုံမှာသူဟာအခုချိန်ထိတောင်ပြည့်ပြည့်ဝဝယုံကြည်မှုမရှိဘူးလို့အဲ့ဒါလိုထင်တယ်အဲ့ဒါနဲ့အပြစ်တင်ကြတာဒီတော့မှမြတ်စွာဘုရားကဖြေရှင်းချက်ပေးရတာယဟန်တို့သာရိပုတ္တရာဟာဒီတရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူဟာယုံကြည်မှုနဲ့ငါ့ကိုချင့်ကပ်တာမဟုတ်ဘာလို့ဆိုတော့သူဟာအကုန်လုံးကိုသိမြင်ထားလို့သိမြင်မှုနဲ့ချင့်ကပ်တာနော်တတ္ထာဝရိယတတိသမารိပညာဣတိ၅ပါးရှိတယ်အဲ့ဒါကိုပွားများလို့ရှိရင်တရားတို့တရားမြတ်ကိုရနိုင်တယ်ဆိုတာကိုသူဟာယုံကြည်မှုနဲ့လက်ခံထားတာမဟုတ်ဘူးသိမြင်မှုနဲ့လက်ခံထားတာသူကိုယ်တိုင်သိပြီးယုံစရာမလိုပေါ့ဆိုလိုတာကသဘောပေါက်ရဲ့လားအဲ့လိုမျိုးရှင်သာရိပုတ္တရာကရဲရဲဝံ့ဝံ့ပြောတဲ့အလေးထားရှိတယ်ပေါ့နော်ဒီတရားနဲ့ပတ်သက်လာလို့ရှိရင်နော်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့နော်ရှင်သာရိပုတ္တရာပြောပြခဲ့တဲ့အကြောင်းအရာတွေကပြောမယ်ဆိုလို့ရှိရင်အလွန်များတယ်ရွေးရတာတော့တော်တော်ခက်တယ်ပေါ့အဲ့တော့ဦးဇင်းရွေးချယ်ထားတဲ့နောက်ထပ်သုတ်တန်တစ်ပုဒ်အဲ့ဒါကတော့နည်းနည်းလေးပြောရလိမ့်မယ်ပေါ့လေအဲ့ဒီသုတ်တန်ကအနင်္ဂနသုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်ဦးဇင်းတို့လည်းဟောဖို့ပါတယ်မူရင်းကိုအစအဲ့ဒီသုတ်တန်ကအလွန်ကြိုက်စရာကောင်းတယ်အနင်္ဂနဆိုတာဘာပြောတာတော့အင်္ဂနဆိုတာအညစ်အကြေးနော်အနင်္ဂနဆိုတာအညစ်အကြေးကင်းကြောင်းတရားကိုပြောတာအညစ်အကြေးဆိုတာကရုပ်ရဲ့အညစ်အကြေးကိုရည်ညွှန်းတာမဟုတ်စိတ်ရဲ့အညစ်အကြေးကိုရည်ညွှန်းတာအဲ့ဒီသုတ်တံမှာနော်ယဟန်တော်တွေကိုရှင်သာရိပုတ္တရာဟောတာအဲ့ဒီပိဋကတ်ထဲမှာရှင်မောက္ကလန်လည်းပါတယ်နောက်တော့ရှင်မောက္ကလန်နဲ့အမေးဖြေသဘောမျိုးဖြစ်သွားတာအဲ့ဒါအခါတစ်ပါးမှာရှင်သာရိပုတ္တရာယဟန်တွေကိုအရှင်တို့တဲ့ဒီလောကကြီးမှာလူ၄မျိုးရှိတယ်တဲ့အမျိုးအစားနော်အဲ့ဒီအမျိုးအစား၄မျိုးကဘာတွေလဲဆိုတော့ကိုယ်မှာအညစ်အကြေးရှိနေတာကိုအညစ်အကြေးရှိနေတယ်လို့မသိတဲ့လူရဲ့ကိုယ်မှာအညစ်အကြေးရှိနေတာကိုအညစ်အကြေးရှိနေတယ်လို့သိတဲ့လူရဲ့နှမျိုးရှိတယ်နော်ကိုယ်မှာအညစ်အကြေးရှိတာကိုအညစ်အကြေးရှိတယ်လို့မသိတဲ့လူကိုယ်မှာအညစ်အကြေးရှိနေတာကိုရှိနေတယ်လို့သိတဲ့လူတစ်စုံနော်နောက်တစ်စုံကပါလေကိုယ်မှာအညစ်အကြေးမရှိဘူးဆိုရင်အညစ်အကြေးမရှိဘူးလို့သိတဲ့လူရဲ့ကိုယ်မှာအညစ်အကြေးမရှိတာကိုအညစ်အကြေးမရှိဘူးလို့မသိတဲ့လူရဲ့ဒါကတစ်စုံနော်အညစ်အကြေးရှိနေတာကိုရှိနေတယ်လို့မသိတဲ့လူရဲ့သိတဲ့လူရဲ့အညစ်အကြေးမရှိတာကိုမရှိဘူးလို့မသိတဲ့လူရဲ့သိတဲ့လူရဲ့၄မျိုးပေါ့နော်အဲ့ဒီ၄မျိုးထဲမှာအညစ်အကြေးမရှိပဲအညစ်အကြေးရှိနေတာကိုမရှိဘူးလို့သိတဲ့လူကတော့မသိတဲ့လူထက်သာပြီးတော့သာတယ်တဲ့တခါအညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူကလည်းမသိတဲ့လူထက်သာတာပဲတဲ့အဲ့လိုမျိုးပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရှင်မောက္ကလန်ကထပ်ပြီးတော့မေးတယ်အရှင်သာရိပုတ္တရာဘာကြောင့်သူတို့ကသာရတာတော့အဲ့တော့ဥပမာနဲ့ဖြေရှင်းချက်ပေးတယ်ရှင်သာရိပုတ္တရာကအရှင်မောက္ကလန်တဲ့အညစ်အကြေးမရှိတာအညစ်အကြေးရှိတာကိုရှိတယ်လို့မသိတဲ့လူတွေအညစ်အကြေးရှိတာကိုရှိတယ်လို့သိတဲ့လူကသာတာပေါ့တဲ့ဥပမာပြောပြလို့ရှိရင်တော့ဈေးထဲကနေပြီးတော့အညစ်အကြေးတွေနဲ့ပေးကျန်းနေတဲ့ကြေးခွက်တစ်ခွက်ကိုဝယ်လာခဲ့တယ်အဲ့ဒီကြေးခွက်ကိုမသုံးမဆောင်မဲနဲ့တခါတည်းပြစ်ထားမယ်ပုံတွေမိုက်တွေထဲမှာပြစ်ထားမယ်ဆိုရင်ဒီကြေးခွက်ဟာတာလွန်ပြီးတော့ပဲညစ်သေးသွားတဲ့အကြောင်းရှိတယ်အဲ့လိုပဲဒီလောကကြီးမှာကိုယ်မှာအညစ်အကြေးရှိနေတာကိုအညစ်အကြေးရှိတယ်လို့မသိတဲ့လူတွေကပြစ်စလက်ခတ်ပဲနေမှာဟုတ်လားဒါကြောင့်အညစ်အကြေးတွေသာပို့ပြီးတော့များလာတဲ့အကြောင်းရှိတယ်နော်အဲကြောင့်အညစ်အကြေးရှိတယ်ဆိုရင်ရှိတယ်လို့သိဖို့အရေးကြီးတယ်တကယ်လို့သာအညစ်အကြေးရှိတာကိုရှိတယ်လို့သိမယ်ဆိုလို့ရှိရင်သူကအဲ့ဒီအညစ်အကြေးကိုဆေးကြောစရာအကြောင်းရှိတယ်ဥပမာဈေးကနေပြီးတော့နော်ညစ်ပတ်ပေးရနေတဲ့ကြေးခွက်တစ်ခွက်ကိုဝယ်လာခဲ့တယ်နော်အိမ်ရောက်တဲ့ခါကျတော့အဲ့ဒါကိုပေါ်တိုက်ဆေးကြောပြီးတော့သုံးဆောင်နေမယ်ဆိုလို့ရှိရင်ပင်ကုန်ကညစ်နေပြီမလို့အဲ့လိုသုံးဆောင်မှုဆေးကြောမှုကြောင့်ဘာဖြစ်သွားနေတော့တန်ရှင်းသွားနိုင်တယ်ဒါကြောင့်အညစ်အကြေးရှိတာကိုရှိတယ်လို့သိလို့ရှိရင်သူ့မှာစင်ကြယ်သွားတဲ့အကြောင်းရှိတယ်အညစ်အကြေးရှိတာကိုရှိတယ်လို့မသိဘူးဆိုရင်စင်ကြယ်တဲ့အကြောင်းမရှိဘူးတဲ့ဒါကြောင့်အညစ်အကြေးရှိတာကိုရှိတယ်လို့သိတဲ့လူကမသိတဲ့လူတဲ့တာလွန်နေနောက်တစ်ခါအညစ်အကြေးမရှိတာကိုမရှိဘူးလို့မသိတဲ့လူတဲ့လည်းသိတဲ့လူကတာတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်မှာအညစ်အကြေးမရှိတာကိုအညစ်အကြေးမရှိဘူးလို့သိလို့ရှင်ဒါကိုသူဆက်ပြီးတော့ထိန်းထားမယ်
ကိုမအညစ်အကြေးမရှိတာကိုအညစ်အကြေးမရှိဘူးလို့မသိဘူးဆိုရင်မိမိရောရောပေါ့ပေါ့ဆဆနေတဲ့အတွက်ကြောင့်အညစ်အကြေးတွေထပ်ပြီးတော့ဖြစ်လာနိုင်တယ်အဲ့ဒါကိုလည်းဥမာလေးပေးပြီးတော့ပြောတယ်နော်ဈေးကနေပြီးတော့အလွန်တန်ရှင်းစင်ကြယ်တောက်ပနေတဲ့ကြေးကွက်ကလေးဝဲလာတယ်ဒါကိုတန်ဖိုးထားအောင်မှမသိဘူးအိမ်ရောက်တော့ပြစ်ချင်ရပြစ်ထားတယ်ခဏလေးနဲ့မဖြစ်သွားမလို့ညစ်ပတ်ပေးရသွားမယ်ပေါ့နော်ဒါကအညစ်အကြေးမရှိတာကိုမရှိဘူးလို့မသိတဲ့လူအမျိုးအစားကိုဥမာပေးတာဟုတ်လားနောက်အညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူကြတော့ဘလို့ဥမာပေးတော့ဈေးကဝဲလာတယ်တန်တန်ရှင်းရှင်းခွက်ကလေးအိမ်ရောက်တော့လည်းအဲ့ဒါကိုစေးကြောပို့တိုက်သုံးဆောင်မယ်ဆိုရင်တော့ပို့လို့သာတောက်ပြောင်လာတဲ့အကြောင်းရှိတယ်ပေါ့အဲ့ဒါနဲ့ဥမာပေးတာအဲ့လိုမျိုးအညစ်အကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဟောပြတော့ရှင်မောဂလန်ကထမေးပြန်တယ်အရှင်သာရိပုတ္တရာတဲ့သင်ဟာအညစ်အကြေးလို့ပြောတယ်အညစ်အကြေးဆိုတာဘာကိုပြောတာလဲတဲ့အဓိကကဦးဇင်းကအဲ့ဒါလေးကိုပြောချင်တာပါနောက်အညစ်အကြေးဆိုတာဘာကိုပြောတာတော့တဲ့အဲ့တော့ရှင်သာရိပုတ္တရာကငါရှင်မောဂလန်အညစ်အကြေးဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်မရှိသင့်မရှိတတ်တဲ့အလိုဆိုးတွေကြောင့်အဲ့ဒီအလိုဆိုးမပြည့်ဝတဲ့အခါမှာစိတ်ထဲမှာမကျေနပ်နိုင်မှုမနှစ်သက်နိုင်မှုလို့ဆိုတဲ့ကောပအပိစ္ဆေယတရားဟာအညစ်အကြေးဖြစ်တယ်တဲ့ဒီဌာနထောင်နော်မရှိသင့်မရှိတတ်တဲ့အလိုဆိုးဆန္ဒဆိုးအဲ့ဒီအလိုဆိုးတွေရှိတယ်အဲ့ဒီအလိုဆိုးတွေမပြည့်တဲ့အခါမှာစိတ်ထဲမှာမကျေနပ်ဘူးမနှစ်သက်ဘူးမကျေနပ်တဲ့ကောပမနှစ်သက်တဲ့အပိစ္ဆေယဒီတရားတွေကိုဒါအညစ်အကြေးလို့ခေါ်တာဥမာပြောမယ်တဲ့ဟောဒီသာသနာတော်မြတ်ကြီးမှာတချို့သောယဟန်တွေဟာသူကဥမာလေးနဲ့ပြောမှရှင်းမယ်ဟုတ်လားတချို့သောယဟန်တွေဟာကိုယ်မှာအာဘတ်တဲ့အဲ့ဒီလိုအာဘတ်တဲ့အခါမှာငါအာဘတ်တဲ့နေတာကိုတခြားသောယဟန်တွေမသိကြပါစေနဲ့လို့သူ့မှာအဲ့လိုဆန္ဒရှိတယ်တဲ့ဒါပါလေမယိုးသားတာပေါ့နော်ဒါမရှိတဲ့အလိုဆိုပဲကိုမကောင်းတာကြီးကိုကောင်းတယ်လို့ထင်စေချင်တာပေါ့ကိုမကောင်းတာကိုသူများမသိသိချင်ဘူးဖုံးထားချင်တာလူတွေမှလည်းအဲ့ဒါမရှိဘူးလားရှိတယ်အဲ့ဒါကောင်းတဲ့အလိုလားဆိုးတဲ့အလိုလားဆိုးတဲ့အလိုနော်ငါအဘတ်တင်တာကိုတခြားသောယဟန်တွေမသိပါစေနဲ့လို့သူတောင်းတတယ်အဲ့ဒီအလိုဆိုးရှိတယ်ဒါပေမဲ့လို့သူတောင်းတတဲ့အတိုင်းဘယ်ဖြစ်ပါမလို့အမြဲတမ်းဘယ်ဖုံးထားလို့ရပါမလို့ဟုတ်လားမသိပါစေနဲ့လို့တောင်းတပြီမလို့သိကျင်လဲသိသွားမယ်ပေါ့အဲ့ဒါလို့ပြန်တွေကသိသွားပြီဆိုရင်သူ့စိတ်ထဲမှာဘာဖြစ်တော့မကျေနပ်ဘူးစိတ်တိုးတယ်ဟုတ်လားပြီးရင်စိတ်ထဲမှာမနှစ်သက်ဘူးအဲ့ဒီမကျေနပ်မှုမနှစ်သက်မှုဆိုတာအဲ့ဒါစိတ်ရဲ့အညစ်အကြေးပဲတဲ့အဲ့ဒီကစပြောတယ်နော်ဒါယဟန်တွေကိုပြောတယ်ဆိုမှလို့လူတွေလည်းပဲဆက်ဆက်ပြီးတော့တွေးကြမရှိဘူးလားရှိရနော်လူတွေလည်းပဲကိုမဟုတ်တာလှုပ်တာကိုမဟုတ်တာကြီးကိုသူများမသိချင်တဲ့စိတ်မရှိဘူးလားရှိတယ်ဒါပေမဲ့ကိုမသိချင်တာကြီးကအခါခါသိမ့်ပဲဖုံးထားလို့ရမှာသိချင်လည်းသိသွားမှာပေါ့အဲ့ဒီလိုသိသွားပြီဆိုရင်ဘာဖြစ်တော့ရှက်တယ်ပေါ့နော်အရှက်တကွဲအကျိုးနဲ့ဖြစ်ပြီးတော့အဲ့ဒီသိတာကိုပဲအကြောင်းပြုတော့ဘာလို့စိတ်တူတယ်ငါဘယ်သူမှမဒါကိုဖွာလိုက်တယ်မသိဘူးဟုတ်လားဘာဖြစ်မလဲစိတ်တူမယ်မကြည်မနှက်ဖြစ်မယ်မနှစ်သက်မှုဖြစ်မယ်အဲ့ဒါပါလေအငြိကြီးပဲနောက်ဦးဇင်းတို့နည်းနည်းလေးသိခံပြီးတော့နားထောင်ဒီနောက်ထပ်အကြောင်းအရာလေးတစ်ခုကသူကယဟန်နေနဲ့ပတ်သက်နေတာဆိုတော့တခါယဟန်တစ်ပါးကအာဘတ်တင်တယ်အာဘတ်တင်တဲ့အခါမှာသူ့စိတ်ထဲမှာဘယ်လိုဆန္ဒရှိတုံးဆိုတော့ငါရဲ့ဒီအာဘတ်ကိုနော်ယဟန်နေရဲ့ကြားထဲမှာမစောရနာရင်တော့ကောင်းပါပဲစောရနာဆိုတာစစ်ဆေးတာကိုပြောတာဟုတ်လားဒီအာဘတ်ကိုယဟန်နေကြားထဲမှာထုတ်ဖော်ပြီးတော့မပြောရင်တော့ကောင်းပါပဲမစစ်ဆေးရင်တော့ကောင်းပါပဲမစောရနာရင်တော့ကောင်းပါပဲလို့သူဆန္ဒရှိတယ်ဒါပေမဲ့သူဆန္ဒပဲပြည့်ချင်မှပြည့်မှာပေါ့နော်ယဟန်နေကြားထဲမှာစစ်ဆေးရင်လည်းစစ်ဆေးမှာပေါ့အဲ့ဒါလို့မစစ်ဆေးပါစေနဲ့လို့ရှိတာကောစအလိုဆိုပဲဟုတ်တယ်မဟုတ်လားအဲ့ဒါမကြည့်ရတဲ့ခါမှာသူဘာဖြစ်တော့မကျေနပ်တဲ့စိတ်ဖြစ်မယ်မနှစ်သက်တဲ့စိတ်ဖြစ်မယ်အဲ့ဒါအလိုဆိုအဲ့ဒါအညစ်အကြေးပဲတဲ့ဟောနောက်တစ်ချက်ရှိသွားပြီနော်နောက်ယဟန်တစ်ပါးအာဘတ်တင်တယ်အဲ့လိုအာဘတ်တင်တဲ့ခါမှာငါ့ကိုစောရနာတဲ့လူတွေကငါနဲ့အာဘတ်အတူတင်တဲ့ပုံကိုယ်တွေဖြစ်ပါစေငါနဲ့အာဘတ်ကွဲပြားနေတဲ့ပုံကိုယ်တွေကငါ့ကိုစစ်ဆေးရင်ပို့ပြီးတော့အချက်ရမှာကိုလိုသူလိုလူကကိုယ့်ကိုစစ်ဆေးမယ်ဆိုတော့သိမရှက်ဘူးလေဟုတ်တယ်မို့လားကိုလည်းဒီအာဘတ်တင်တယ်သူလည်းဒီအာဘတ်တင်တယ်သူနဲ့ကိုနဲ့ဘာမှမကွာဘူးဆိုတော့သိပြီးတော့စိတ်ထဲမှာမထီဘူးပေါ့ဟုတ်လားအာဘတ်တင်တာချင်းမတူတဲ့လူကလာပြီးတော့စစ်ဆေးမယ်ဆိုရင်ပို့ပြီးတော့အချက်ရမယ်အဲ့ဒါကြောင့်သူအဲ့ဒါကိုမဖြစ်စေချင်ဘူးဒါပေမဲ့လို့သူတောင်းတတဲ့အတိုင်းပဲပြီးသွားပါမှာတော့စစ်ဆေးခြင်းစစ်ဆေးမှာပေါ့အဲ့ဒါလို့စစ်ဆေးတဲ့အခါမှာသူဘာဖြစ်တော့မကျေနပ်ဘူးမနှစ်သက်ဘူးအဲ့ဒါဟာစိတ်ရဲ့အညစ်အကြေးပဲနောက်စိတ်အညစ်အကြေးဆိုတာအဲ့ဒါကိုပြောတာလေဒါ၃ချက်ရဟန်းနေနဲ့ပတ်သက်ပြီးတော့နောက်ပြောတာဟာလေးတွေကြတော့တရားဓမ္မတို့ဦးဇင်းတို့တွေအလုံးကြည်ကြည်ပြည့်ပြည့်အလွန်စဉ်းစားတဲ့အကောက်လေအရှင်မောက္ကလန်တဲ့ဟောဒီသာသနာမှာတချို့ရဟန်းတွေဟာမြတ်စွာဘုရားကတရားဟောတဲ့အခါမှာငါနာမည်လေးကိုခေါ်ပြီးတော့ဟောရင်တော့ကောင်းပါပဲလို့သူအဲ့လိုတောင်းတတယ်တဲ့အဲ့ဒီအလိုဟာရှိတဲ့ရှိတတ်တဲ့အလိုလားမဟုတ်ဘူးနော်အဲ့ဒါဆိုးတဲ့အလိုပဲ
သူငါဆွဲအားကြီးနေတာပေါ့နော်ငါဆိုတာကိုသူများသိသိချင်တာငါနာမည်လေးကိုခေါ်ပြီးတော့မြတ်စွာဘုရားတရားဟောရင်ကောင်းပါပဲလို့သူတောင်းတတယ်သူတောင်းတတဲ့အတိုင်းပြည်ချင်မှပြည်မှာပေါ့မြတ်စွာဘုရားသူ့နာမည်ခေါ်ပြီးတော့ဟောခြင်းမှာဟောမှာပေါ့ဒီပြင်လူနာမည်ခေါ်ပြီးတော့လည်းဟောခြင်းဟောမှာပေါ့ဟုတ်လားအဲ့လိုသူတောင်းတချက်ကြီးမပြည့်ဘူးသူ့နာမည်ကိုခေါ်ပြီးတော့မြတ်စွာဘုရားမဟုတ်ဆိုတယောက်တည်းကြည်ပြီးတော့ဘာဖြစ်တော့မကျေနပ်ဘူးမနှစ်သက်ဘူးအဲ့ဒါစိတ်ရဲ့အညစ်အကြေးပဲတဲ့လာပြီးတော့စလာပြီးတော့လူတွေနဲ့ဓာတ်ရိုက်ပတ်သက်တဲ့အပိုင်းလို့ဦးဇင်းထင်တယ်ဟုတ်လားဆက်ပြီးတော့သူ့မှာအလိုဆိုရှိပြန်တယ်ပါလေဟောဒီသာသနာမှာတချို့ရဟန်းတွေဟာတဲ့နော်စွန့်ငံသွားပြီဆိုလို့ရှိရင်ရဟန်းတွေကငါ့ကိုဦးစားပေးပြီးတော့ရှေ့သုံးကထားရင်တော့ကောင်းမှာပဲလို့တောင်းတတယ်တဲ့နော်ရှေ့သုံးကထွက်ချင်တယ်ပေါ့နော်ဟုတ်လားဒါပေမဲ့ तू တောင်းတချက်ပြီးချင်မှပြီးမှာပေါ့ဟုတ်လားအဲ့ဒါမပြီးဘူးဆိုရင် तू ဘာဖြစ်မလို့စိတ်ပြည့်မယ်မနှစ်သက်မှုဖြစ်မယ်ဟိုလိုအပြစ်တင်ဒီလိုအပြစ်တင်တခါတည်းစိတ်ထဲမှာဘွဲပေါက်မယ်ပေါ့နော်အဲ့ဒါဘာဖြစ်တော့အဲ့ဒါအညစ်အကြေးပဲတဲ့မကျေနပ်မှုမနှစ်သက်မှုပေါ့နော်မရှိတဲ့အလိုဆန္ဒတွေရှိလာတယ်အဲ့ဒီအလိုဆန္ဒမပြည့်တဲ့အခါမှာမကျေနပ်မှုမနှစ်သက်မှုဖြစ်လာတယ်အဲ့ဒါအညစ်အကြေးပဲတဲ့အညစ်အကြေးကိုအဓိပ္ပာယ်ဖွင့်နေတာဟုတ်လားတခါငါရှင်မောက်ကလန်တဲ့ဟောဒီတာမှာတချို့အရန်တွေဟာနော်စွန့်ငံပြန်လာပြီစွန့်ငံပြန်လာလို့ရှိရင်စွန့်သားเจ้าမှာတော့စွမ်းဥရည်ဥကိုငါပဲရပါသည်ကျန်တဲ့ယဟန်တွေမရပါစေနဲ့လူပဲဥဖြားဖြားရခြင်းနဲ့သူများကဥစားပေးတာကိုသူခံကျင်တယ်သူမှအဲ့တောင်းတချက်ကြီးရှိတယ်ကြိတ်ပြီးတော့တောင်းတချက်ကြီးရှိတယ်အဲ့ဒါမပြည့်ဝဘူးဆိုလို့ရှိရင်သူဘာဖြစ်တော့မကျေနပ်ဘူးမနှစ်သက်ဘူးအဲ့ဒီမကျေနပ်မှုမနှစ်သက်မှုဟာစိတ်ရဲ့အညစ်အကြေးပဲတဲ့ဆက်ပြီးတော့ပြောပြန်တယ်အရှင်မောက်ကလန်တဲ့ဒီသာသနာမှာတချို့ယဟန်တွေဟာအဲ့ဒီစွန့်သားเจ้าမှာနော်စွန့်တရားကိုငါသာလင်ဟောခြင်းတယ်ကျန်တဲ့ယဟန်တွေမဟောကြပါစေနဲ့ဟုတ်လားတရားကိုငါပဲဟောခြင်းတယ်ဒါဘုန်းကြီးတွေမှာဖြစ်တဲ့သဘာဝနော်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားဟောတာနော်ငါသာလင်တရားဟောခြင်းတယ်သောတော်ကလည်းဘာလို့ငါကိုသာလင်မြတ်စွာဘုရားကနာမည်ခေါ်ပြီးတော့ဟောပါသည်ငါကိုသာလင်ရှေ့တန်းတင်ပြီးတော့ဆွမ်းခံသွားကြပါစေဟုတ်လားအခုကျတော့ဘာဖြစ်ပြန်ပြီးတော့ငါသာလင်တရားဟောခြင်းတယ်သူများမဟောပါစေနဲ့အဲ့ဒီတောင်းတချက်သူမှရှိတယ်အဲ့ဒါအစင်မပြေဖြစ်သွားပြီ तू မဟောရဘူး तू များထားဟောပြီဆိုရင် तू တစ်ချိန်လုံးဘာဖြစ်နေတော့မကြည်မနှက်ဖြစ်နေမယ်မနှစ်သက်မှုတွေဖြစ်နေမယ်အဲ့ဒါပါလေအညစ်အကြေးပဲတဲ့ဆက်ပြောတယ်ငါရှင်မောက်ကလန်တဲ့ဒီသာသနာမှာတချို့ယဟန်တွေဟာနော်ဒီကြောင်းထဲကိုရောက်လာတဲ့နော်တရားဓမ္မတွေ तू ကတော့အသေးစိတ်ဟောပါတယ်နော်ယဟန်ပိဋကယဟန်မပိဋကနော်တရားပိဋကဓမ္မပိဋကပိဋက၄မျိုးပေါ့နော်အဲ့ဒီပိဋက၄မျိုးကိုငါးသာလင်တရားဟောခြင်းတယ်ကျန်တဲ့လူတွေမဟောကြပါစေနဲ့အဲ့ဒီဆန္ဒသူ့မှာရှိနေတယ်အဲ့ဒါမပြည့်ဝဘူးဆိုသူဘာဖြစ်မလို့မကြည်မနှက်ဖြစ်မယ်မနှစ်မသက်တာတွေဖြစ်လာမယ်အဲ့ဒါဟာစိတ်ရဲ့အညစ်အကြေးပဲဆက်ပြီးတော့ပြောပြန်တယ်အရှင်ပေါက်ကလန်တဲ့ဒီသာသနာတချို့ယဟန်တွေဟာကျောင်းထဲကိုလျှောက်လာတဲ့နော်တရားဓမ္မတွေကနော်သူ့ကိုယ်သာလည်းမျက်နှိုးပူဇော်မှုပြုကြပါစေအလေးထားကြပါစေသူ့ကိုပဲအကုန်လုံးဦးစားပေးကြပါစေကျန်တဲ့ယဟန်တွေအဲ့ဒါလိုဦးစားပေးမှုလေးစားမှုမရကြပါစေနဲ့သူပဲရခြင်းတယ်နော်ပိဋက၄ပါးရဲ့မျက်နှိုးမှုတန်ဖိုးထားမှုလေးစားမှုကိုပါလေသူပဲရခြင်းတယ်သူရခြင်းတာကြီးကရခြင်းမှရမှာပေါ့ရခြင်းရင်လည်းရမှာပေါ့တကယ်လို့မရခဲ့ဘူးဆိုသူဘာဖြစ်မလို့စိတ်ပြည့်မယ်မကျေနပ်မှုတွေဖြစ်မယ်အဲ့ဒါပါလေစိတ်ရဲ့အညစ်အကြေးပဲတဲ့ဒါကငါရှင်မောက်ကလန်တဲ့ဒီသာသနာမှာတချို့ယဟန်တွေဟာမုံမြတ်တဲ့စွမ်းသင်္ကန်းကြောင်းစီပစ္စည်း၄ပါးတခုချင်းဟောပါတယ်ဟောတာတော့ဦးဇင်းကပေါင်းပြောတာပါဟုတ်လားမုံမြတ်တဲ့စွမ်းသင်္ကန်းကြောင်းစီဒီပစ္စည်း၄ပါးကိုငါသာလင်ရပါစေနော်ကျန်တဲ့လူတွေသူ့လိုမရရပါစေနဲ့သူပဲရခြင်းတယ်အဲ့ဒီတောင်းတချက်မပြည့်ဘူးဆိုသူဘာဖြစ်မလို့စိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့မကျေနပ်မှုမနှစ်သက်မှုကောပအပစ္စယတရားတွေဖြစ်လာလိမ့်မယ်တဲ့အဲ့ဒါစိတ်ရဲ့အညစ်အကြေးဆိုတာအဲ့ဒါပဲတဲ့အဲ့တော့ဦးဇင်းတို့အနှစ်ချုပ်လိုက်ရင်ဘာလဲဒါကငါကိုသာလျင်ငါသာလျင်ဆိုတာကိုတော့တွေ့ရတယ်နော်လူတွေကငါကိုသာလျင်တန်ဖိုးထားကြပါစေငါကိုသာလျင်မျက်နှိုးကြပါစေငါကိုသာလျင်အလေးထားကြပါစေဟုတ်လားငါသာလျင်ဒီထင်ပေါ်တဲ့ကြော်ကြားတဲ့နော်လှုပ်ရမယ့်အလုပ်တွေကိုငါသာလျင်လှုပ်ချင်အစအသာရငါဆိုတာကြီးသူဘာဖြစ်နေတော့လွှမ်းမိုးနေတယ်အဲ့ဒါကြီးလွှမ်းမိုးလာတာဟာရှိတဲ့ရှိတဲ့အလိုလားမဟုတ်ဘူးတဲ့အဲ့ဒါအလိုဆိုးပဲအဲ့ဒီအလိုဆိုးမပြည့်တဲ့အခါမှာဘာဆက်ဖြစ်မလို့မကျေနပ်မှုဖြစ်မယ်စိတ်တိုင်းမကြမှုဖြစ်မယ်အဲ့ဒီမကျေနပ်မှုစိတ်တိုင်းမကြမှုကစိတ်ရဲ့အညစ်အကြေးပဲတဲ့အဲ့တော့ဒီဒေသနာလေးကနော်လူကြားထဲမှာအလွန်ပြန့်နှံ့ရင်ကောင်းမယ်လို့ထင်တယ်နော်လူတွေကနေရတာကကိုသာလျင်အဓိကထားတာပေါ့နော်ငါကိုသာလျင်
ငါသာလျင်ဆိုတဲ့စိတ်ကူးတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါတွေများနေသမျှမပြည့်ဝဘူးဆန္ဒတွေမပြည့်ဝဘူးဆိုရင်ဘာဖြစ်မလို့မကျေနပ်မှုမနစ်သက်မှုတွေဖြစ်လာပဲသဘောပေါက်ရဲ့လားအဲ့ဒါပါလေစိတ်ရဲ့အညစ်အကြေးပဲတဲ့အဲ့ဒါဆက်ပြီးတော့ရှင်သာရိပုတ္တရာဟောပြန်တယ်အရှင်မောက္ကလန်တဲ့အဲ့ဒီအညစ်အကြေးတွေသာရှိနေမယ်ဆိုလို့ရှိရင်တဲ့ယဟန်တစ်ပါးမှာနော်တောရမှာချင်းကပ်ပြီးတော့တောရဆောက်တည်ပြီးတော့တပိတ်တလုံးသင်္ကန်းသုံးတယ်နဲ့နော်ဒူရင်တွေစောက်တည်ပြီးတော့ဆွန့်ခံပြီးတော့စားပြီးတော့နော်အမြင်အရဒူရင်စောက်တည်နေပြီးတော့အရန်ကြီးညိုစရာကောင်းတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတော့လည်းပဲတကယ်လို့သာအဲ့ဒီအညစ်အကြေးတွေရှိနေမယ်ဆိုရင်သတင်းသုံးပေါ်တွေကသူ့ကိုလေးစားကြမှလည်းမဟုတ်ဘူးမျက်နှိုးကြမှလည်းမဟုတ်ဘူးတဲ့ဘာလို့လဲဆိုတော့အညစ်အကြေးတွေရှိနေတယ်ဆိုတာကိုသိနေရလို့ပဲတဲ့ဟောဒါအပေါ်ယံနဲ့အနှစ်သာရကိုကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောပြတာနော်အပေါ်ယံမြင်တာကြီးကကြီးညိုစရာကောင်းတဲ့အနေအထားကြီးဖြစ်နေတော့လည်းပဲစိတ်ထဲမှာငါကိုယ်သာလင်းငါသာလင်ဆိုတဲ့အဓိကထားတဲ့စိတ်တွေနဲ့မပြည့်ဝတဲ့အခါမှာစိတ်တုံမှုစိတ်ဆင်းရဲမှုရှိနေတဲ့ပုဂ္ဂိုလ်ဒီအညစ်အကြေးတွေပြည့်နေတဲ့လူမှာအထင်ကြီးစရာလေးစားစရာမရှိဘူး။ဒါကြောင့်မလို့သတင်းသုံးဖို့တွေကသူ့ကိုလေးစားမှလည်းမဟုတ်ဘူးတန်ဖိုးထားမှလည်းမဟုတ်ဘူးတဲ့။ဥပမာပြောရလို့ရှိရင်တဲ့ဟောလာပြန်ပြီးကြေးကွက်ကလေးနဲ့ဥမာပေးတယ်။အလွတ်တန်ရှင်းစင်ကြယ်ပြီးတော့တောက်ပြောင်နေတဲ့ကြေးကွက်ကလေးနဲ့ဒါပေမဲ့အဲ့ဒီထဲမှာဘာတွေထည့်ထားတော့ဆိုတော့ခွေးတွေကောင်ဖို့အပိုင်းစားတစ်ခုထည့်ထားတယ်။လောက်တွေကြတယ်ပြီးတော့အဲ့ဒါကိုအပေါ်ကနေပြီးတော့အလုံးတန်ရှင်းတဲ့ခွက်ကလေးတစ်ခါနဲ့အုပ်ပြီးတော့နောက်ဖေးကျိုးလှလှလေးနဲ့ကျိုးလေးနဲ့စီးထားတယ်။ဟောအနံ့နေပါလေတော့လည်းတိတ်မထွက်ဘူးပေါ့နော်။ဘိုးရကြည့်ရင်တော့အလုံးတန်ရှင်းတဲ့ခွက်ကလေးပဲ။ဒါပေမဲ့လှက်လေကြည့်လိုက်ရောထဲထဲမှာမရှိတော့အပုတ်တွေပဲရှိတယ်။ဟုတ်လားဘယ်သူမျက်နှိုးမလို့ဘယ်သူမှမမျက်နှိုးဘူးခွက်ကလေးကတော့ဘာဖြစ်နေတော့တန်ရှင်းနေတယ်။အမြင်ကတော့ကောင်းနေပေါ့နော်။ဒါပေမဲ့ထဲထားတာဘာတွေဖြစ်နေတော့အပုတ်တွေဖြစ်နေတယ်။အဲ့လိုပဲလူတယောက်တော်ရဆောက်တည်နေတယ်ဟုတ်လားဒူရင်လေးစောက်တည်နေတယ်သို့တော့ဒီအညစ်အကြေးရှိမယ်ဆိုရင်တော့ဘယ်သူမှလေးစားမှာမဟုတ်ဘူးတန်ဖိုးထားမှာမဟုတ်ဘူးတဲ့ပေးတဲ့ဥမာနော်အရှင်မောက္ကလန်တဲ့တချို့ယဟန်တွေမှာအဲ့ဒီအညစ်အကြေးမရှိဘူးတဲ့နော်ငါကိုယ်သာလဲငါသာလဲဆိုတဲ့စိတ်အလွန်နဲတယ်ပေါ့အလိုဆိုးနဲတယ်အလိုဆိုးနေတဲ့အခါကျတော့မပြည့်ဝလို့စိတ်တူရတယ်ဆိုတာလည်းမရှိဘူးသူမှအစာတွေကစားရကျင်တာတိတ်မရှိတဲ့အတွက်ကြောင့်မရလို့စိတ်တူတယ်ဆိုတာပဲရှိမှာတော့ရမှသူအစာတွေကကိုမရချင်ဘူးဟုတ်လားအဲ့လိုအညစ်အကြေးနေတဲ့အညစ်အကြေးကင်းတဲ့ပုံကိုယ်တွေနော်မြို့ရွာမှာနော်နေပြီးတော့ဒူရင်မဆောက်တည်တော့လည်းပဲဟုတ်လားလူအမြင်ရအထင်ကြီးလောက်တဲ့အကျင့်မရှိဘူးလို့ထင်ရတော့လည်းပဲအဲ့ဒီအညစ်အကြေးမရှိဘူးဆိုရင်တော့သတင်းသုံးပေါ်တွေကသူ့ကိုလေးစားကြမှာပဲတန်ဖိုးထားကြမှာပဲညှဉ်းနှိုးကြမှာပဲတဲ့ဘာလို့လဲဆိုတော့သူ့မှာအညစ်အကြေးမရှိတာကိုတွေ့ရလို့စောတော်တုန်းကကြေးကွက်ကလေးနဲ့ဟုတ်လားတဲမှာသားပြောတမင်းတွေပူပူနွေ့နွေ့လေးစားခြင်းတပွဲထည့်ထားတယ်ဟုတ်လားပြီးတော့ကြေးကွက်လေးနဲ့အုပ်ပြီးတော့ကျိုးလေးနဲ့ခြိထားတယ်အမြင်လည်းကောင်းတယ်ဖြည့်ကြည့်လိုက်တော့လည်းပဲစားခြင်းတပွဲမျက်မျက်နှုံနှုံရှိတယ်ဟုတ်လားအဲ့ဒါရှင်သာရိပုတ္တရာပေးတဲ့ဥမာနော်ဒါကြောင့်အညစ်အကြေးတွေရှိနေလို့ရှိရင်အပေါ်ယံကဘလို့အသွင်တရံတွေဆောင်းလို့နေစေကမှုဒီစိတ်ဓာတ်ကြီးကိုမကြိုက်တာနဲ့ကိုပဲအချင်းချင်းမျက်နှုံမှုလေးစားမှုတန်ဖိုးထားမှုကိုမရနိုင်ဘူးသဘောပေါက်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့အများရဲ့တန်ဖိုးထားမှုလေးစားမှုမျက်နှုံမှုကိုရကျင်နေဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုမျိုးအလိုဆန္ဒဇိုးတွေနဲအောင်ကြိုးစားရမယ်အလိုဆန္ဒဇိုးမရှိဘူးဆိုရင်မပြည့်ဝလို့မကျင်တတ်ဘူးမနှစ်သက်ဘူးဆိုတာလည်းမရှိဘူးပေါ့ဟုတ်လားပြောရရင်တော့ငါကိုယ်သာလင်ငါသာလင်ဆိုတဲ့စိတ်တွေနဲအောင်ကြိုးစားရမယ်ဟုတ်ရဲ့လားအဲ့ဒါဆိုလို့ရှိရင်ကိုယ်ဟာမျက်နှိုးစရာတန်ဖိုးထားစရာလူတယောက်မဖြစ်ပေဘူးလားဖြစ်မယ်နော်အဲ့လိုမျိုးရှင်သာရိပုတ္တရာကရှင်မောက္ကလန်ကိုဟောပြတော့ရှင်မောက္ကလန်ကအရှင်သာရိပုတ္တရာတဲ့အရှင်ကအဲ့ဒီလိုတရားစကားကိုပြောတော့ငါကဘာလို့တော့အမှတ်ရလဲဆိုတော့တဲ့တခါတော့ငါဆွမ်းခံသွားရင်းနဲ့နော်တမီတိဆိုတဲ့လက်သမားဆရာကနော်တစ်သားတွေကိုရွေးနေတဲ့ဓာတ်နဲ့အဲ့ဒီရွေးနေတဲ့နီးနားမှာလက်သမားဆရာကနေပြီးတော့ဝစ်လာတဲ့တက္ကရွန်းတယောက်နော်အဲ့ဒီတက္ကရွန်းတယောက်ကပန္တုရဲ့သားလို့ပြောတယ်သူကလည်းဘေးကနေရက်ကြည့်နေတယ်သူကလည်းတစ်ချိန်ကလက်သမားလုပ်ခဲ့တာသူရှင်မလက်သမားဆရာကတက်သားကိုရွေးနေတာဟုတ်လားအဲ့ဒါကိုရှင်သာရိပုတ္တရာခလန်းလန်းကနေမြင်နေတာဆွမ်းခံသွားရင်းနဲ့အဲ့တော့ဒီတက္ကရွန်းကဘလို့စိတ်ကူးတော့သူကလည်းလက်သမားဆရာဘွားကလာတာဆိုတော့စိတ်ကူးနေတယ်ဒီသမီတိဟာနော်ဒီနားလေးကနေဒီလိုလေးရွေလိုက်ရင်ဒီလိုလေးဖြတ်လိုက်တောက်လိုက်မယ်ဆိုတော့တစ်သားလေးကအကောင်းတိုင်းရမယ်အကားလေးရွှေတွေဖယ်သွားမှာပဲအဲ့တိုင်းလေးရွေလိုက်ရင်တော့ကောင်းမယ်လှဲဘိန်းလုံနေတာသူကဟိုလူကလှဲဘိန်းလုံနေတာအဲ့ဒါဘလို့လေးရွေလိုက်ရင်တော့တစ်သားလေးအကောင်းလေးရမှာပဲလို့ကြံစည်နေတာတက္ကရွန်းကသူကြံစည်တဲ့အတိုင်းပဲအောက်ကသမီတိကလည်းရွေချလိုက်တယ်အဲ့လိုလဲရွေချလိုက်ရောတက္ကရွန်းကဘာဖြစ်တော့ထုတ်ဖော်ပြီးတော့ကိုပြောတော့တာဟာမင်းကငါစိတ်ကိုသိတဲ့အတိုင်းပဲတဲ့ငါလည်းအဲ့လိုစဉ်းစားနေတာမင်းအဲ့ဒီတိုင်းရွေလိုက်တာဆိုမင်းကငါစိတ်ကိုသိလေအောင်တကားတက္ကရွန်းကပြောတာ
အဲ့ဒါကိုဘယ်သူကြားတော့ရှင်သာရိပုတ္တရာကြားခဲ့တာအဲ့ဒါကိုဥမာပေးတာရှင်သာရိပုတ္တရာကမောရှင်မမောက္ကလန်ကကြားခဲ့တာဟုတ်လားအဲ့ဒါကိုရှင်မမောက္ကလန်ဥမာပေးတာနော်အရှင်သာရိပုတ္တရာတဲ့အခုသင်ဟာလည်းပဲသူတော်ကောင်းတွေရဲ့စိတ်ကိုတိလေအောင်တကားသူစိတ်နဲ့ထပ်တူကြနေတယ်ပေါ့ဟုတ်လားအဲ့တော့ဒီသာသနာမှာနော်အကျင့်ဆိုးကြတဲ့ယဟန်တွေရဲ့တဘာဝတွေကိုဒီတရားဓမ္မတွေဟူသောဓာကြီးနဲ့ကောင်းကောင်းရွှေပြစ်လိုက်တယ်ပေါ့သူနဲ့သဘောထားချင်းအရန်တိုက်ဆိုင်တယ်ပေါ့ဆိုလိုတာကဟုတ်လားဘယ်သူကပြောတာတော့ရှင်မဘောကလန်ကပြောတာအဲ့လိုပြောပြပြီးတော့နော်ဘီလိန်ပြင်ဆင်ပြီးတော့ထားတဲ့လူလင်မျိုးလုံးမပြိုးဟာနော်ပန်းပန်ပြီးတော့နှစ်သက်ရရက်ကိုသွားသလိုနော်ဒီတရားဒေသနာကိုဒီယဟန်တန်ဃာတွေကအရန်နှစ်သက်ကြလိမ့်မယ်ဆိုပြီးတော့ဏိကုံးချုပ်တာတယ်အနိကနာသုတ်တံဆိုဟုတ်လားအဲ့ဒီသုတ်တံကိုအနှစ်ချုပ်မယ်ဆိုရင်ဘာတွေ့ရလဲနော်အညစ်အကြေးရှိတာကိုရှိတယ်လို့သိဖို့လိုတယ်အညစ်အကြေးမရှိတာကိုမရှိဘူးလို့သိဖို့လိုတယ်တတိထားဖို့လိုတယ်လို့ဆိုလိုတာနော်ကိုမကောင်းတာကိုမကောင်းမှုလို့သိရင်ကောင်းသွားမယ်ကိုကောင်းတာကိုလည်းကောင်းတယ်လို့သိဖို့လိုတယ်မသိဘူးဆိုရင်မကောင်းတဲ့ဘက်ရောက်သွားမှာနော်ဒါကြောင့်ကောင်းကောင်းမကောင်းကောင်းဘာလို့ဖို့လိုတယ်သိဖို့လိုတယ်နော်ကောင်းကောင်းမကောင်းကောင်းမသိဘူးဆိုရင်မကောင်းအောင်ဟုတ်လားအဲ့တော့ကိုမကောင်းမှုဆိုလဲစိတ်တမကြနဲ့မကောင်းတာကိုမကောင်းမှုလို့သာသိအဲ့ဒီဥစ္စာကောင်းသွားဖို့အတွက်အများကြီးသူကသွားနေတာကောင်းဖို့အတွက်သွားနေတာသဘောပေါက်ရဲ့လားမကောင်းတာကြီးကိုကြာသိနေမယ်ဆိုရင်ကောင်းဖို့အတွက်ဘာဖြစ်သွားမလို့ပြောင်းလဲသွားမှာဟုတ်ရဲ့လားဒါတစ်ချက်နောက်ပြီးတော့ဗာပြောတော့အညစ်အကြေးဆိုတာဗာလဲဆိုတာပြောတယ်နော်ငါကိုသာလျင်ငါသာလျင်ဆိုတဲ့စိတ်ဓာတ်တွေတိတ်များနေရင်တော့အလိုမပြည့်တဲ့ခါတိုင်းမျက်နာတဆူဆူတအောင်အောင်နဲ့အဲ့ဒါဘာဖြစ်နေလဲတော့ဒေါသတွေမကျေနပ်မှုတွေနဲ့အဲ့ဒါပူလောင်ပင်ပန်းနေရအဲ့ဒါသူများမြင်ရင်လည်းဘာဖြစ်မလို့အထင်သေးမယ်ဟုတ်တယ်မဟုတ်လားအထင်သေးမယ်ဘလို့မှအထင်ကြီးမှုကိုမရနိုင်ဘူးလေးစားမှုမျက်နှာမှုလည်းမရနိုင်ဘူးဒါကြောင့်ပေးသက်ပေါင်းတော်တို့ဒီအနင်္ဂနာတုတ်တန်လေးကိုမှတ်သားထားဖို့လိုတယ်ပေါ့နော်အေးဒါဒီတုတ်တန်ထဲမှာရှင်မမောက္ကလန်နဲ့ရှင်သာရိပုတ္တရာအချီချပြောတော်တာလေးတွေမတွေ့ရဘူးလားတွေ့ရတယ်နော်အဲ့လိုမျိုးအရှင်မြတ်ကြီးနှစ်ပါးအကတဝကကြီးနှစ်ပါးနော်အချင်းချင်းပြောကြဆိုကြတဲ့တုတ်တန်လေးတွေကလည်းတချို့တုတ်တန်လေးတွေကကြည်နိုးစရာကောင်းတယ်အရှိကြီးတော့မဟုတ်ပါဘူးတူတူလေးတွေနဲ့ကြည်နိုးစရာကောင်းတယ်နော်တခါတော့မှစမ်းစမ်းကြဲကြဲဖြစ်ခဲ့တာလေးတခုရှိတယ်အရှင်မြတ်ကြီးနှစ်ပါးနဲ့ပတ်သက်ပြီးတော့အတူတူသတင်းသုံးပြီးတော့နေကြတာအဲ့လိုသတင်းသုံးနေတော့နော်လာလေးရတာလားညာချမ်းကာလတစ်ခုအဲ့ဒါရှင်သာရိပုတ္တရာကနော်စံတော်ချပြီးကနော်ခေါင်းတော်ကတော်တော်လေးပြောင်းနေတယ်လာရောင်လေးကလည်းထိုးနေတာတမပတ်ဝင်စားပြီးတော့ထိုင်းနေတာဒီရောတမပတ်ဝင်စားပြီးတော့ထိုင်းနေတာအဲ့ဒါကိုကောင်းငင်ကနေဘလူးနှစ်ကောင်ကသွားတာနော်သူတို့ကလည်းသူတို့ခီးကိုသူတို့သွားတာအဲ့ဒါတကောင်သောဘလူးကရှင်သာရိပုတ္တရာနဲ့တခုသောဘွားကအညိုးရှိခဲ့တယ်လို့ပြောတယ်အဲ့ဒါမြင်တာနဲ့အဲ့ဒီပြောင်းနေတဲ့ခေါင်းတော်ကိုထုရင်တယ်အဲ့ဒီဘလူးကသိလားအဲ့ဒါနဲ့ထုမယ်ဆိုတော့သူအတူပန်းလာတဲ့ဘလူးကိုပြောတယ်ငါဒီယဟန်ရဲ့ခေါင်းကိုမထုရရင်မနေနိုင်ဘူးအဲ့တော့ဟိုဘလူးကသွားမလုံးနဲ့သီလသမာဓိပညာအရန်ကြီးမားတယ်မင်းဒုက္ခရောက်သွားလိမ့်မယ်သွားမလုံးနဲ့မရအောင်ငါလုံးမယ်၃ချိန်တိုင်တားတယ်ဘလို့မှသူမနေနိုင်ဘူးမထိနိုင်ဘူးသူ့စိတ်ကိုထုကျင်နေတယ်အဲ့ဒါနဲ့အရှင်ယူပြီးတော့အာရပါရထုချရတယ်ခေါင်းတော်နော်ဘလောက်ထိပြင်းလဲဆိုလို့ရှိရင်9000 8000လောက်ရှိတဲ့ဆင်ကိုမြည်တွေကိုနစ်သွားနိုင်တယ်တုံးတယုံတောင်ထုတ်ကိုဖော်တလန်ကျဲသွားနေနိုင်တယ်သူရဲ့ထုလိုက်တဲ့လက်သီးစုပ်ရဲ့အားဒါပေမဲ့လောကနော်ဘာလုပ်နေတာတော့တမပတ်ဝင်စားနေတာဘာထိခိုက်မှုမှမရှိဘူးမသိဘူးတိကိုမသိဘူးဒါပေမဲ့ရှင်သာရိပုတ္တရာကသာမသိတာဘယ်သူကသိနေတယ်ဆိုတော့ရှင်မမောက္ကလန်ကသိနေတယ်သိတော့ဟာရှင်သာရိပုတ္တရာငါရဲ့အရှင်ကိုဘလူးထုတယ်ဆိုတော့သူသိတယ်ဘာမှဖြစ်သွားလဲမသိဘူးဆိုတော့တောက်လျှောက်ရောက်လာတယ်ရောက်လာပြီးတော့အကျယ်ရှင်သာရိပုတ္တရာကတမပတ်ကထားနေတယ်မေးတယ်ပေါ့အရှင်သာရိပုတ္တရာသင်ကျမ်းမှရှိရလားစာလိုရပြောမစွန်းတော့ခံကျမ်းရလားမာရလားပေါ့အဲ့တော့ရှင်သာရိပုတ္တရာကောင်းပါတယ်ငါကျမ်းမှရှိပါနေလို့ထန်တော့ကောင်းပါအေးဒါပေမဲ့လို့ငါရဲ့ခေါင်းထဲမှာတော့ရီဝေတော့ရှိတယ်တဲ့ဘလူးထုသွားလို့ तू မသိလိုက်ဘူးနော်ဒဏ်ရာဒဏ်ချက်နည်းနည်းတော့ကြံတယ်ပေါ့ဟုတ်လားရီဝေလေးတော့ဖြစ်နေတယ်အဲ့ဒီတော့မှရှင်မမောက္ကလန်ကတင်းကိုဘလူးထုသွားတာငါသိလိုက်တယ်အလွန်ပြင်းထန်တဲ့နော်အားစိုက်ချက်နဲ့ထုသွားတာအဲ့ဒီလိုပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာဟုတ်လားအော်အံ့ဩစရာကောင်းပါပဲနော်ငါရှင်မောက္ကလန်အလွန်တကူကြီးတာပဲဘလူးကိုတောင်မြင်နိုင်တယ်တို့များမှာတော့မြေပေါ်ဘလူးတောင်တို့မြင်ရပါဘူးလို့ပြောတယ်ဒါကသူကမစင်ကျင်တဲ့အခါမှမမြင်ရဘူးပြောတာပါစင်ကျင်သူလည်းမြင်ရတယ်ဒါပေမဲ့နော်တစ်ဖက်သားကိုဘာဖြစ်တော့ချီးမွမ်းတာပေါ့နော်
ဒါစိတ်ထဲမှာသူ့စိတ်ထဲမှာလဲလှိုက်လိုက်လေတယ် तू မသိလိုက်ဘူးဟိုကသိလိုက်တယ်မချီးမောတာအဲ့ဒီလိုချီးမောတဲ့အခါကျတော့ရှင်မောက္ကလန်ကနော်ရှင်သာရိပုတ္တရာကိုဗာပြန်ပြီးတော့ပြောတော့ဆိုတော့နော်ဒါဘာမှပြောပါတော့တဲ့ကိစ္စမဟုတ်ပါဘူးပေါ့နော်အရှင်တို့ကသာလဲတကယ်ကြီးကျယ်ပါတယ်ပေါ့အဲ့ဒီလိုအရှင်မြတ်ကြီးနှစ်ပါးပြောတာကိုမြတ်စွာဘုရားသိတယ်ကြားတယ်မြင်တယ်အဲ့ဒီမြင်တဲ့အချိန်မှာမြတ်စွာဘုရားဥဒန်းကျူးတာရှိတယ်အဲ့ဒီဥဒန်းဂါထာလေးရဲ့အဓိပ္ပာယ်ကလည်းပဲအလွန်ကောင်းတယ်ဘာပြောတာတော့ဆိုတော့နော်ကြောက်တောင်ကြီးလို့ခိုင်မာတဲ့စိတ်ရှိတဲ့ဒါရှင်သာရိပုတ္တရာရဲ့စိတ်ကိုရည်ညွှန်းတာနော်ကြောက်တောင်ကြီးလို့ခိုင်မာတဲ့စိတ်ရှိတဲ့မျက်နှိုးဝယ်အာယုန်နဲ့တွေ့လို့လည်းပဲနှစ်သက်မှုဆိုတဲ့မျက်နှိုးမှုဆိုတဲ့သဘောမရှိတဲ့မကျေနပ်ဖွယ်အာယုန်နဲ့တွေ့လို့လည်းပဲဒေါသအမျက်မထွက်တတ်တဲ့ဟုတ်လားဒီလိုအလွန်တည်ငြိမ်အေးချမ်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ဘယ်လိုဒုက္ခမှရှောက်လာကြကြောင်းမရှိဘူးတဲ့အနှစ်ချုပ်ပြောရလို့ရှိရင်အလွန်တည်ငြိမ်တဲ့စိတ်ရှိတဲ့မျက်နှိုးစရာကောင်းတာနဲ့တွေ့လို့လည်းပဲမျက်နှိုးတတ်တဲ့သဘောမရှိတဲ့မကျေနပ်စရာကောင်းတဲ့အနေအထားနဲ့တွေ့လို့လည်းပဲမကျေနပ်တတ်တဲ့သဘောမရှိတဲ့ဒီစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေဒုက္ခဆိုတာရောက်လာကြအကြောင်းမရှိဘူးတဲ့ဘာဒုက္ခမှရောက်စရာအကြောင်းမရှိဘူးအဲ့တကယ်တမ်းဒုက္ခရောက်ရတယ်ဆိုတာကအဲ့ဒီတွေ့တာမျက်နှိုးမှုသို့မဟုတ်မကျေနပ်မှုဒီအစွန်းနှစ်ခုကိုတလဲစီနင်းနေကြလို့ဒါနဲ့ဒုက္ခကရောက်ကြရတာဟုတ်လားအဲ့ဒီဥဒန်းစကားလေးကိုမြတ်စွာဘုရားယူတာဒါအချင်းချင်းချီးမွမ်းငါဖွင့်ရတာလေးတွေပါတဲ့အနေအထားရှိတယ်ပေါ့နောက်ထပ်ဦးဇင်းတို့တခုထင်ထင်ရှားရှားရှိတာကနောက်ဂတ္တသုတ်တံဆိုပြီးတော့သုတ်တံတခုရှိတယ်နောက်အဲ့ဒီသုတ်တံလေးကလည်းပဲအဲ့ဒီသုတ်တံထဲမှာလာတဲ့စကားလေးတခုကလည်းတော်တော်ထင်ရှားတယ်အဲ့ဒါကဘာပြောတော့ဆိုတော့နောက်အခါတစ်ပါးမှာအရှင်မြတ်ကြီးနှစ်ပါးရာဇဂိုမြို့ရဲ့အနီးဝန်းကျင်မှာတရင်သုံးပြီးတော့နေတာရာဇဂိုဘက်မှာသူတို့ကရာဇဂိုနာရွာသားတွေဆိုတော့အဲ့ဒီနားမှာတော်တော်အနေများပုံရတယ်အဲ့ဒီအချိန်တုန်းကမြတ်စွာဘုရားကအဝဋ္ဌိမှာနေတာဇေတောမှာနေတာအဲ့ဒါတစ်ချိန်ကျတော့ရှင်သာရိပုတ္တရာကရှင်မောက္ကလန်ကြီးကိုတွားရင်းနဲ့ဘာပြောတယ်ဆိုတော့ရှင်မောက္ကလန်တဲ့ဒီနေ့တင့်ကိုကြည်ရတာအလွန်တရာကြည်လင်းနေတယ်မျက်နှာကြည်ရတာအလွန်အေးချမ်းနေတယ်ကြည်လင်းနေတယ်အယောင်လေးတောင်ထွက်နေတယ်လို့ထင်ရတယ်ပေါ့ဒီနေ့ဘလို့နေခြင်းမျိုးနဲ့မြန်တင်နေနေတာတော့လို့မေးတယ်အဲ့လိုမေးတဲ့ခါကျတော့ရှင်မောက္ကလန်ကရှင်သာရိပုတ္တရာတဲ့ငါဒီနေ့အလွန်ယုံရင်းကြမ်းထမ်းတဲ့နေခြင်းမျိုးနဲ့နေတာပါတဲ့နှိမ့်ချရနော်ငါအလွန်ယုံရင်းကြမ်းထမ်းတဲ့နေခြင်းမျိုးနဲ့နေတာပါတဲ့ဒါပေမဲ့တကယ်စင်စစ်တော့ငါဒီနေ့တရားစကားပြောဟောခြင်းတော့ဖြစ်ခဲ့တယ်တဲ့တရားစကားပြောဖြစ်တယ်ဟာဘယ်သူနဲ့ပြောတာတော့ပေါ့ဒီနေ့ဒီမှာဘယ်သူမှလာတာလည်းမတွေ့ပါဘူးငါမြတ်စွာဘုရားနဲ့တရားစကားပြောဖြစ်တယ်တဲ့ဒီနေ့ဘလို့များဖြစ်နိုင်တာလေတဲ့မြတ်စွာဘုရားကတာဝတိမှာနေတာတို့ကအခုရာဇဂိုမှာရှိနေတာအဝေးကြီးဘလို့များစကားပြောတာမြတ်စွာဘုရားပဲတင့်ဒီကိုတကိုးနဲ့ကြွလာသလားဒါမှမဟုတ်သင်္ကားပဲမြတ်စွာဘုရားတွေကိုတကိုးနဲ့ကြွသွားတာလားတဲ့ဘလို့ပြောကြတာလေတဲ့ရှင်မောက္ကလန်ကငါရှင်သာရိပုတ္တရာမြတ်စွာဘုရားကလည်းငါစီကိုမလာပါဘူးတဲ့ငါကလည်းမြတ်စွာဘုရားဒီကိုတကိုးနဲ့ကြွသွားတာမရှိပါဘူးတဲ့ဒါပေမဲ့တကယ်စင်သက်တော့မြတ်စွာဘုရားကလည်းငါရဲ့ရုပ်အစဉ်တန်တန်ကိုမြင်နိုင်လောက်အောင်ဒိဗ္ဗစကုတ္တစင်ကြယ်တယ်တဲ့ငါရဲ့အတန်ကိုကြားနိုင်လောက်အောင်ဒိဗ္ဗတောတ္တကလည်းစင်ကြယ်တယ်တဲ့ငါဘက်ကလည်းမြတ်စွာဘုရားရဲ့ရုပ်အစဉ်ကိုမြင်ရလောက်အောင်ဒိဗ္ဗစကုတ္တစင်ကြယ်တယ်ဒိဗ္ဗတောတ္တအတန်ကြားလောက်အောင်လည်းစင်ကြယ်တယ်တဲ့နောက်တစ်ပါးအဝေးကြီးနဲ့လှမ်းပြီးတော့ပြောနေကြတာဆိုလိုတာကဟိုကလည်းဟိုမသွားဘူးဟိုကလည်းဒီမရောက်ဘူးနော်ဒါပဲဘာနဲ့ပြောနေကြတာတော့ဒိဗ္ဗစကုဒိဗ္ဗတောတ္တကိုအသုံးပြုပြီးတော့ပြောကြတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားရှင်ကိုရမေကြီးကိုမေးတာရှင်မောက္ကလန်ကမြတ်စွာဘုရားပြင်းထန်တဲ့လုံလဝရိယရှိတယ်လို့ပြင်းထန်တဲ့လုံလဝရိယရှိတယ်လို့ဆိုတာဘယ်လိုလူမျိုးကိုပြောတာတော့ဒါလေးမေးတာမေးတော့မြတ်စွာဘုရားကပြင်းထန်တဲ့လုံလဝရိယရှိတယ်လို့ဆိုတာတဲ့နော်အယိုးကျွင်းချင်းကျွင်းပါစေဟုတ်လားအကျော်ကျွင်းချင်းကျွင်းပါစေအရေကျွင်းချင်းကျွင်းပါစေအသားအသွေးခန်းချင်းခန်းသွားပါစေယောက်ျားတို့ရဲ့လုံလဝရိယနဲ့ကြိုးလားလို့သာရမယ်ဆိုရင်မရမချင်းဒီအလုပ်ကိုဘယ်တော့မှမလျှော့ဘူးဆိုတဲ့ဝရိယမျိုးရှိတာကိုနော်ပြင်းထန်တဲ့လုံလဝရိယရှိတယ်လို့ဆိုတယ်တဲ့အင်္ဂါလေးပါးနဲ့ပြည့်စုံတဲ့ဝရိယပါပဲဒါပေးတို့ကြားဥပါတယ်ဟုတ်လားအယိုးမူလေးကျွင်းပါစေနော်အကျော်မူလေးကျွင်းပါစေအရေမူလေးကျွင်းပါစေအသားအသွေးခန်းချောက်လိုမူလေးခန်းချောက်သွားပါစေကြိုးစားလို့သာရရိုးမှန်ရင်မရမချင်းဒီကြိုးစားမှုကိုဘယ်တော့မှနောက်မဆုတ်ဘူးအဲ့ဒီလိုဝရိယမျိုးရှိတာကိုပါတယ်တော့ထက်သန်တဲ့လုံလဝရိယရှိတယ်လို့အဲ့ဒီလိုမျိုးအမေးအဖြေသူပြုတ်ပါလေတဲ့အဲ့လိုလေရှင်မောက္ကလန်ကပြောလိုက်ရောနောက်ရှင်သာရိပုတ္တရာကဘာပြောတော့အရှင်မောက္ကလန်တဲ့ငါတို့ကတော့နော်
မျက်မှောက်တောင်ရဲ့ဘေးမှာဇီးသီးလောက်ရှိတဲ့ကြောက်ခဲလေးချထားတယ်ဆိုရင်ချထားယုံလေးပါပဲတဲ့ဘာမှမပေါ်လွင်မှုမထင်ရှားဘူးပေါ့နော်ဟိမန္တာတောင်ကြီးရဲ့ဘေးမှာဇီးသီးလောက်ရှိတဲ့ကြောက်စိတ်ခဲလေးချထားမယ်ဆိုရင်ပါတယ်ချထားယုံကလေးပါပဲဒီနားမှာကြောက်စိတ်ခဲလေးရှိတယ်လို့ဘယ်သူသိမလို့ကျမမသိဘူးသူတို့ကတော့အလွန်ပေါ်လွင်ထင်ရှားတယ်ပေါ့တကူကြီးလို့ပြောတာရှင်သာရိပုတ္တရာကရှင်မမောက္ကလံကိုအဲ့လိုပြောတဲ့အခါကျရှင်မမောက္ကလံဘာပြန်မင်းရှိတော့ဆိုအရှင်သာရိပုတ္တရာတဲ့ငါတို့ဟာစားဦးကြီးရဲ့ဘေးမှာချထားတဲ့စားခဲသေးသေးလေးလို့ချထားယုံလေးပါတဲ့ဒါရှင်သာရိပုတ္တရာကိုပြန်ပြီးတော့ချီးမွမ်းတာနော်စားဆိုတာကပညာကိုကိုးစားပြုတာနော်စားဆိုတာပညာကိုကိုးစားပြုတာရှင်သာရိပုတ္တရာကိုတမကြီးကစားဦးကြီးပေါ့သူကတော့စားခဲလေးသေးသေးလေးပေါ့ချီးမွမ်းတော့မသိရအောင်သင်ဘာပဲပြောနေနေတဲ့ရှင်မမောက္ကလံကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်ကရှင်သာရိပုတ္တရာကိုချီးမွမ်းထားတဲ့ဂါထာတစ်ပုဒ်ရှိတယ်ဦးဇင်ကအလွတ်တော့မရအောင်အဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ကျန်တဲ့ယဟန္တာတွေယဟန္တာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်သူတို့နိဗ္ဗာန်ကိုမြင်ကြတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုကြတယ်ကိလေသာအသောကုန်တဲ့ယဟန္တာဖြစ်တယ်ဆိုယဟန္တာဖြစ်ုံမျှတာပါတဲ့ယဟန္တာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေထဲမှာသီလအဖြစ်တော်၎င်းပညာအဖြစ်တော်၎င်းရှင်သာရိပုတ္တရာကိုမှီတဲ့လူတပါးမှမရှိဘူးလို့အဲ့လိုမျိုးမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုချီးမွမ်းတာရှိတယ်ဟုတ်လားသီလအဖြစ်ပညာအဖြစ်အရှင်မြတ်ကိုမှီတဲ့လူမရှိဘူးဒါကြောင့်ရှင်မမောက္ကလံကပြောတာနော်စားအိုးကြီးရဲ့ဘေးမှာဗါတယ်တော့စားခဲကလေးရှင်သာရိပုတ္တရာကရှင်မမောက္ကလံကိုပြောဘယ်လိုပြောတာတော့တောင်ကြီးကြီးရဲ့ဘေးမှာကြောက်စိတ်ခဲလေးချထားတယ်လို့အဲ့လိုပြောတာဒါအရှင်မြတ်ကြီးနှစ်ပါးရဲ့အနေအထားအောင်နောက်ထပ်ဦးဇင်းတို့အရန်စိတ်ဝင်စားတဲ့အကောင့်နဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါကတော့နော်သင်္ကန်းစာယူတဲ့နေယူစရာအနေအထားလေးတွေပါတယ်ပေါ့နောက်အခါတစ်ပါးမှာအရှင်မြတ်ကြီးနှစ်ပါးအတူတူပဲသတင်းသုံးတယ်အဲ့ဒါဒီနေ့တော့ရှင်သာရိပုတ္တရာကလေနာယောဂပြင်းပြင်းထန်ထန်ဆွဲကပ်လို့အလွန်ဆင်းရဲပင်ပန်းတော်မူတယ်လို့ဆိုတယ်ဟုတ်လားသူတို့ကအလွန်နုညံ့သိမ်မွေ့တဲ့တတိသားတွေကနေဖြစ်လာတာနော်ဟုတ်လားအဲ့ဒီလိုလေနာယောဂနှိမ့်ဆက်လို့အရန်ဆင်းရဲပင်ပန်းနေတဲ့အချိန်မှာရှင်မမောက္ကလံရောက်လာပြီးတော့မေးတာပေါ့ဘလို့ဖြစ်တော့ဒီလိုဒီကြောင့်ပဲဒါနဲ့နေပါဦးငကိုတော့ကတော့ဒီလိုယောဂဖြစ်ဘူးသလားဖြစ်ဘူးတယ်အဲ့ဒီဖြစ်တော့ကတော့ဘာနဲ့ပျောက်ဘူးသလဲမေးတာပြီးတော့ငါရှင်တဲ့ငါလူဘွားတုန်းကဒီလိုယောဂတစ်ခါဖြစ်တာအဲ့ဒါငါရဲ့မေတော်ကြီးကငါ့ကိုနော်နှုတ်ကနာတမင်လေးချက်ပြီးတော့ကျွေးတာနော်ထောဘတ်တို့ပြားရည်တို့စီဥတို့ပါထည့်ပြီးတော့နှုတ်ကနာတမင်လေးချက်ပြီးတော့ကျွေးတာအဲ့ဒီနှုတ်ကနာစွန်းလေးကိုစားပြီးတော့ငါရဲ့လေနာယောဂပျောက်ဖူးတယ်လို့အဲ့ဒါကိုပြောတာပြောတဲ့အခါကျတော့ရှင်မမောက္ကလံကကင်ငါရှင်ငါမှတော့၎င်းသုံးဖို့တင့်မှတော့၎င်းဘုံကံရှိမယ်ဆိုရင်တော့ရနိုင်တဲ့ခေါင်းမရက်ရှုပြီးတော့နောက်တပိတ်ကလေးပိုက်ပြီးတော့စွန့်ခံကြပါလားသူရဲ့အရှင်မြတ်အတွက်အရှာတာပေါ့ဟုတ်လားအဲ့ဒီမှာဖြစ်ချင်တာဘာလဲဆိုတော့ဒါကအရှင်ညနေကဆွေးနွေးနေကြတဲ့စကားသံပါဟုတ်လားအဲ့ဒါကိုဘုံမစိုးနဲ့တပါးကတယောက်ကကြားတာနဲ့တယောက်ကကြားတဲ့အခါကျတော့သူကလည်းရှင်သာရိပုတ္တရာကိုအရန်ကြည်ညိုတယ်ကြည်ညိုတော့ဘာလုပ်တုံးဆိုတော့ရှင်မမောက္ကလံဆုံးခံသွားမဲ့အိမ်ကိုသွားပြီးတော့သူကအဲ့ဒီအိမ်ကကလေးတယောက်ကိုဝင်ပူးတာအဲ့ဒီနတ်ကအဲ့တော့လူတွေကဘာဖြစ်တုံးဆိုတော့မှသူကပြောတာပေါ့ရှင်သာရိပုတ္တရာကိုနှုတ်ကနာဆန်းချက်ပြီးတော့ကတ်ရင်ကတ်မကတ်ရင်ဒီကလေးကိုမလွတ်ဘူးအဲ့တော့ဟိုကလူတွေကသင်လာပြောမှမဟုတ်ပါဘူးတို့ကအမြဲတမ်းလှူနေတာအရှင်မြတ်ကိုတို့ကိုဒီလိုနှိပ်စက်เสียမလိုပါဘူးဒါပေမဲ့လူတွေကတော့သိသွားပြီရှင်သာရိပုတ္တရာဘာလိုတယ်လဲဆိုတာသိသွားပြီဟုတ်လားနှုတ်ကနာဆန်းလိုတယ်ဆိုတာသိသွားပြီအဲ့ဒါနောက်နေ့မနေ့ကျတော့ရှင်မမောက္ကလံကနတ်တပိတ်ပိုက်ပြီးတော့နော်ရတန်ကောင်းရဲ့ဆိုတာကြွားသွားအဲ့ဒီအိမ်ကိုရောက်တဲ့အခါကျတော့နှုတ်ကနာဆန်းလေးလောင်းရောနော်ဘယ်သူကပြောထားတယ်တော့နတ်ကပြောထားတာနော်ဒါရှင်မမောက္ကလံကစုံစမ်းတာမရှိဘူးဒီတိုင်းပဲဒါပေမဲ့ तू ကဒီမှာမစားဘူးကြောင်းကိုယူသွားမယ်အနေထားပြတော့ရှင်ဘုရားလည်းဒီမှာဖုံးပေးသွားပါပြီးရင်လည်းပဲထပ်ပြီးတော့ထည့်ပေးပါမယ်လှူပါမယ်ဆိုအရှင်ဘုရားကအဲ့ဒီမှာဖုံးပေးပြီးတော့နောက်ထပ်သပိတ်နဲ့အကြည့်ထည့်သွားဟိုရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုပေးတယ်ပေါ့ဒီနှုတ်ကနာဆွမ်းပေါ့အဲ့ဒီပေးတဲ့အချိန်မှာနှုတ်ကနာဆွမ်းကိုကြည့်လိုက်တော့နှုတ်ကနာဆွမ်းအရန်ကောင်းတယ်အဲ့လိုအရန်ကောင်းနေတာကိုမြင်ရတာနဲ့အရန်ကောင်းနေတာကိုသိတော့ရှင်သာရိပုတ္တရာကဆင်းချင်းကြည့်လိုက်တယ်ဒီဆွမ်းကဘယ်လိုမှရလာလဲတိုက်ဆိုင်လိုက်တာအဲ့ဒီမှာနတ်ကဝင်ပူးပြီးတော့ပြောတာကိုသိပါလေရောသိလဲသိရောရှင်သာရိပုတ္တရာဘာပြောတော့ဆိုတော့ဘာမှအသေးသေးရှင်းပြောတာမရှိဘူးနော်ငါရှင်မောက္ကလံကလည်းဒီဆွမ်းကမစင်ကြယ်ဘူးလို့ပြောလိုက်တယ်ဒီဆွမ်းကမစင်ကြယ်ဘူးမစားတိုက်ဘူးအဲ့လိုလည်းပြောလိုက်ရောရှင်မောက္ကလံကလည်းဘာဖြစ်လို့လဲဘာလဲလို့ထပ်ပြီးတော့အတွန့်တက်ပြီးတော့မင်းနေတာမရှိဘူးယုံကြည်မှုအပြည့်ပဲနော်မစင်ကြယ်ဘူးလို့လည်းပြောလိုက်ရောအဲ့ဒီဆွမ်းကိုတပိတ်ကနှက်ခမ်းကနေကန်ပြီးတော့တနေရာသွားပြီးတော့သွန်ပလိုက်တယ်တဲ့စိတ်ဆိုးလို့သွန်တာမဟုတ်ဘူးနော်အချင်းချင်းဘယ်လောက်ယုံကြည်မှုရှိလဲဆိုတာကိုပြောတာဟုတ်လား
ဟောလည်းမစင်ကြယ်ဘူးလို့ပဲပြောလိုက်တယ်ဒီကလည်းဘာလို့မစင်ကြယ်တာလဲလို့ကိုမေးမနေဘူးငါယူလာတဲ့ဆွမ်းကိုမစင်ကြယ်ဘူးလို့ပြောရင်တချို့ဆိုစိတ်တူစရာရှိတာပေါ့နော်တွန်းပလိုက်တယ်အဲ့ဒီလိုလဲတွန်လိုက်ရောနှုတ်ကနာဆွမ်းလဲမြေကြီးနဲ့ထိရောဟောကယောဂလည်းတခါလဲပျောက်သွားတယ်ဒါကဘာလဲဆိုတော့ဒီတီလရဲ့အစွမ်းလို့ဆိုရပါဆိုစောင့်စည်းနိုင်မှုပေါ့နော်တကယ်တမ်းကမြတ်စွာဘုရားကနော်ဝစီဝိညာဉ်နှုတ်ဖြင့်တောင်းရခြင်းကိုမြတ်စွာဘုရားတားမြစ်တယ်ဒါအရှင်မြတ်ကတောင်းထားတာမဟုတ်ပါဘူးသို့တော်လည်းပဲဟိုနက်ကသွားပြီးတော့ပြောထားတဲ့ဝစီဝိညာဉ်ကရှိနေတယ်အဲ့ဒါကိုပဲ तू ကမနှစ်သက်နိုင်ဘူးတကယ်တမ်းကအဲ့လောက်ကြီးတော့ဟိုမြတ်စွာဘုရားပြညတ်ထားတာတော့မဟုတ်ဘူးသို့တော်လည်းပဲ तू အဲ့လောက်လေးတောင်အစွမ်းထင်မခံနိုင်ဘူးပေါ့ဘယ်လောက်ကြီးညိုစရာကောင်းလဲဆိုတာလေးကိုပြောပြတာပါဟုတ်လားအဲ့တော့ तू ကအဲ့လိုမျိုးမြတ်စွာဘုရားရဲ့အစွမ်းအမဒီသီလသိက္ခာပုဒ်ကိုအရင်ကြီးလိုက်စားတဲ့အခါကျတော့နော်လိုက်နာတဲ့အခါကျတော့ယောဂလည်းဘာဖြစ်သွားလဲထောက်သွားတာပဲအဲ့ဒီအကြောင်းအရာလေးကိုမှတ်သားကြရမရှိဘူးလားရှိတယ်နော်တရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့ပတ်သက်ပြီးတော့နော်ပြောစရာအကြောင်းတွေကနော်အလွန်တရာမှများပါတယ်အဲ့တော့ဦးဇင်းခုဆက်ပြီးတော့ပြောဖို့ရှိနေတာကဘာလဲတရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိဘံဆန်တဲ့အကြောင်းကိုပြောရမယ်နော်အဲ့ဒါကပြောဖို့အတွက်အကြောင်းအရာကနည်းနည်းများတဲ့အတွက်ကြောင့်နော်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟောခဲ့တဲ့တခြားသောဒေသနာတွေကိုပြောဖို့အခြေမရဘူးလို့ဆိုကြပါစို့ဒီလိုနဲ့အရှင်မြတ်ကြီးနော်နေလာလိုက်တာ44ဝါပေါ့44ဝါမြတ်စွာဘုရားကနော်လာမဲ့ကစုံလပြည့်နေ့မှာမြတ်စွာဘုရားပြိဋိဘံဆန်ပဲအဲ့ရှင်သာရိပုတ္တရာကဘယ်အချိန်မှာပြိဋိဘံဆန်လဲဆိုတော့တစောင်းမုံလပြည့်နေ့မှာပြိဋိဘံဆန်တယ်ဘယ်လောက်กว่าဆိုတော့6လလောက်กว่าမယ်ပေါ့ပြိဋိဘံစောပြီးတော့ဆန်တယ်အက္ခတဝက2ပါးဟာမြတ်စွာဘုရားတို့ထက်အရင်ပြိဋိဘံကိုစောပြီးတော့ပြည်ိုထုံးစံရှိတယ်အဲ့ဒီတုန်းကလည်းရှင်သာရိပုတ္တရာကနော်စဉ်းစားတယ်ပေါ့ရှေးဘုရားတွေမှာတပည့်ညူမြတ်စွာဘုရားတွေကပဲအရင်ပြိဋိဘံဆန်သလားအက္ခတဝကတွေကပဲအရင်ပြိဋိဘံဆန်သလားအက္ခတဝကတွေရဲ့ပြိဋိဘံအရင်ဆန်တယ်ဆိုတော့သူသိရတယ်တိုက်ဆိုင်နေမဲ့သူ့ရဲ့အာယုသင်္ခါရနော်လက်ကျန်အချိန်ပေါ့နော်အဲ့ဒါကိုသူစဉ်းစားဆင်ခြင်ကြည့်လိုက်တဲ့အခါမှာ9ရက်ပဲရှိတော့တယ်ဆိုတာကိုတွေ့ရတယ်တဲ့နော်တစောင်းမုံလာပြည့်နေ့မှာပြိဋိဘံဆန်မယ်ဆိုတော့လာပြည့်မတိုင်ခင်9ရက်ဖြစ်မှာပေါ့အဲ့ဒါနဲ့သူငါဘယ်မှာပြိဋိဘံဆန်မလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါကျတော့မေတော်ကြီးကိုမျက်စိထဲမှာမြင်လာတယ်မေတော်ရူပတာရိပုံလေးမကြီးကအဲ့ဒီအချိန်မှာအသက်100ကျော်ယုံပဲကျော်ဖို့ပဲရှိတယ်ရှင်သာရိပုတ္တရာမြတ်စွာဘုရားနဲ့အရွယ်မတိမ်မြင့်ပေါ့အသက်80နေထားရှိတယ်အသက်80ကျော်ရဲ့အမေကအသက်100ကျော်တော့ရှိမှာပေါ့ဟုတ်လားအဲ့တော့ဒီမေတော်ရူပတာရိပုံလေးမကြီးကအဲ့ဒီအချိန်ထိယတနာမြတ်သုံးပါးကိုကြည်ညိုတဲ့အနေထားမရှိသေးဘူးနောက်သာသမီ9ယောက်ရှိတာ9ယောက်လုံးပါဖြစ်နေတော့ယဟန်ဖြစ်ပြီးတော့အကုန်လုံးယဟန်တာဖြစ်နေပြီမေတော်ကြီးခမရမှာတော့နော်တမာဒိဋ္ဌိကိုမဖြစ်သေးဘူးသူဘယ်သူနဲ့နေရတော့ဆိုတော့သမီးကမွေးထားတဲ့နော်မြေးနဲ့နေတာပစ္စည်းကတော့အလွန်ချမ်းသာတယ်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာကစဉ်းစားတာဗာစဉ်းစားတယ်ဆိုတော့တကယ်လို့သာငါကမေတော်ကြီးရဲ့အကျိုးကိုဘာမှဆောင်ရွက်ပြီးတော့မသွားဘူးဆိုရင်ရှင်သာရိပုတ္တရာသူများရဲ့အာကိုးရတာဖြစ်တာပါမေတော်ကြီးရဲ့အာကိုးရတော့မဖြစ်ရှာဘူးလို့ငါ့ကိုနောက်လူတွေကကဲ့ရဲ့ကြလိမ့်မယ်ဒါကြောင့်မလို့ငါမေတော်ကြီးကိုသွားပြီးတော့နော်တရားအတိရအောင်လုပ်ပြီးမှငါရဲ့မွေးဖွားရာတိုက်ခန်းမှာပဲငါပြန်ပြီးတော့ပြိဋိဘံဆံမယ်လို့တခါလဲဆုံးဖြတ်ချက်ချတယ်ဟုတ်လားအဲ့လိုဆုံးဖြတ်ချက်ချပြီးတော့မြတ်စွာဘုရားကြီးကိုသူကြွသွားတယ်ကိုရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုမြတ်စွာဘုရားတပည့်တော်ပြိဋိဘံဆံတော့မယ့်အကြောင်းအာယုသင်္ခါရလွတ်လိုက်ပြီဆိုတဲ့အကြောင်းမြတ်စွာဘုရားကိုရှောက်တယ်ခွင့်ပြုပါလို့ပြောတာမဟုတ်ပါဘူးမြတ်စွာဘုရားတည်တော်မူပါသူပြိဋိဘံဆံတော့မယ်ဆိုတော့မြတ်စွာဘုရားတည်တော်မူပါအဲ့မြတ်စွာဘုရားဆိုတာကလည်းပဲနောက်ပြိဋိဘံဆံဖို့လာပြီးတော့ရှောက်ထားကြတဲ့အရှင်မြတ်တွေကိုပြိဋိဘံမဆံနဲ့အောင်လို့လည်းမပြောဘူးဆံတော့လို့လည်းမပြောဘူးတဲ့ပြိဋိဘံဆံတော့လို့ပြောရင်တေခြင်းကိုချီးမွမ်းရရောက်တယ်တဲ့သူများကဲရမှာဆိုလို့ပြိဋိဘံမဆံနဲ့အောင်လို့ပြောလို့ရှိရင်လည်းဝရှင်ရဲကိုချီးမွမ်းရရောက်တယ်တဲ့ကင်ခတ်လိုက်ပုံကဟုတ်လားပြိဋိဘံမဆံနဲ့အောင်လို့ပြောရင်ပါတယ်ဝရှင်ရဲကိုချီးမွမ်းရရောက်တယ်တဲ့ပြိဋိဘံဆံတော့လို့ပြောတော့လေတေခြင်းကိုချီးမွမ်းရရောက်တယ်တဲ့အဲ့တော့မြတ်စွာဘုရားဘလို့မင်းရှိတုံးဆိုတော့မင်းဘယ်မှာပြိဋိဘံဆံမှာတုံးလို့မေးတယ်တဲ့ဟုတ်လားအဲ့တော့ရှင်သာရိပုတ္တရာကမေတော်ရဲ့နော်အိမ်ကိုသွားပြီးတော့မွေးဖွားရတိုက်ခန်းမှာပြိဋိဘံဆံပဲဒီတော့မြတ်စွာဘုရားကနော်တင့်လို့တာဝကမျိုးနောက်ထပ်တွေ့ရဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါကြောင့်မို့လို့ဒီမှာရှိတဲ့ယဟန်ပိဋကလူပိဋကအလုံးကိုနော်တကိုးပြားကြီးဟာပြပြီးတော့တရားဟောသွားအောင်လို့မြတ်စွာဘုရားကမိန့်ရှိတာဟုတ်လားအဲ့လိုမိန့်ရှိတော့မှဦးဇင်းတို့တကိုးပြတဲ့အခါကိုအကျေတဝဲမဲ့မှတ်တမ်းတင်ပါတယ်ဒီမှာတော့အချင်းချုပ်ပဲပြောပါမယ်
တန်း80တိရောက်အောင်ကောင်းငင်ကိုတက်တယ်ပြီးရင်ပြန်ဆင်းလာပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ကိုဥချတရားဟောနောက်တန်း80တန်း20တိတက်တယ်ပြန်ဆင်းလာတယ်အဲ90လောက်တိတက်တယ်ဆိုအမြင့်ကြီးပေါ့နော်အဲ့ဒါအထက်ရောက်ပြီဆိုတော့နော်ဟိုခေါင်းတော်လေးရေဖော်ပြီးတော့တရားဟောတာရှိတယ်ကိုယ်တစ်ပိုင်းဖော်ပြီးတော့တရားဟောတာရှိတယ်လုံးဝဖြောက်ပြီးတော့တရားဟောတာရှိတယ်တကူအမျိုးမျိုးပြပြီးတော့တရားဟောတာပေါ့ဟုတ်လားအဲ့ပြီးတော့အကုန်လုံးသူ့ရဲ့တပည့်ပေးသက်တွေအကုန်လုံးခြံရံပြီးတော့နော်မေတော်ရှိရာသူ့ရဲ့မွေးဖွားရာနာလကရွာကိုသူကြွားသွားတာသူ့ရဲ့တပည့်တွေအကုန်လုံးခေါ်သွားတာနော်အဲ့သူ့ရဲ့ညီစုံနာပါတယ်နော်စုံနာကိုနော်သမနုသမနတာမဏေလို့များသောဖြင့်သူ့ကိုချစ်စွန်းနဲ့ခေါ်ကြတာရှိတယ်သူ့ရဲ့ညီစုံနာနောက်တစ်ခါတည်းမှာသူကမြတ်စွာဘုရားကိုလှုပ်ကြွေးတဲ့အနေထားမှာလည်းရှိတယ်အဲ့ဒီစုံနာကိုနောက်ပါခေါ်ပြီးတော့ကြွားသွားတာနော်တပည့်တွေကိုအကုန်လုံးရှေ့ယုံပြီးတော့ကြွားသွားတော့အကုန်လုံးအေးတက်တွေပါလေအကုန်လုံးငိုယိုပြီးတော့လိုက်ကြတာပေါ့ဒါမဲ့လို့အကုန်လုံးကိုနှစ်သိမ့်ပြီးတော့နော်ဒီလမ်းကဘယ်သူမှလွတ်ကင်းနိုင်တဲ့လမ်းမဟုတ်ဘူးအလုံးဟာမမိမလျော့နေကြဆိုပြီးတော့ကြွားသွားတာတည်ငြိမ်ပေါ့နော်အဲ့လိုကြွားသွားတဲ့ခါကျတော့ဦးဇင်းတို့နာလကရွာကောင်းရင်ရောက်တဲ့ခါကျတော့သူ့ရဲ့တူတော်ဥပယေဝရနဲ့တွေ့တဲ့ခါကျတော့မင်းဖွားရှိလားအိမ်မှာရှိပါတယ်ဆိုတော့အေးအဲ့လိုဆိုရင်သွားအဖွားကိုသွားပြောနော်ငါအတွက်အိယာတိုက်ခန်းတစ်ခုပြင်ဆင်ထားလိုက်နောက်ပါရဟန်း900ပါတယ်အဲ့ဒါအတွက်လည်းပဲနေရာပြင်ထားလိုက်လို့မေတော်ကြီးကိုပြောလိုက်အဲ့ဒါနဲ့ဥပယေဝရကသွားပြီးတော့ပြောတော့မေတော်ကြီးကငါရဲ့သားနော်ငယ်တုန်းကရဟန်းပြူတော့ခုကြီးမှလူမြန်းထွက်ချင်လေသလားမသိဘူးလို့မေတော်ကြီးအဲ့လိုစဉ်းစားတယ်တဲ့ဟုတ်လားဒီအသက်80ကိုပဲလူထွက်ချင်တယ်လို့မြန်းသူကထင်နေသေးတာသိလားအဲ့ဒါနဲ့သားရဲ့ပုံမှာချစ်ခင်မြန်နှုံးကရှိတယ်ဒါသူ့ရဲ့သားဦးပဲလေရှင်သာရိပုတ္တရာကဟုတ်လားအဲ့ဒါနဲ့အကုန်လုံးနေရာတွေပါတွေပြင်ပြီးတော့ထားတယ်နော်အဲ့လိုနေရာပြင်ထားတဲ့အခါညရောက်လာပြီဆိုတော့နော်ရှင်သာရိပုတ္တရာမှာအလွန်ပြင်းထန်တဲ့ဝေဒနာဆွဲကပ်တယ်ရဟန်းတွေကိုသူ့နေရာသူသွားဆိုအနားမှာဘယ်သူပဲရှိတော့ဆိုတော့စုံနာတစ်ပါးပဲရှိတယ်သူ့ရဲ့ညီဟုတ်လားအဲ့ဒါသွေးသွန်တဲ့ယောဂါပေါ့နော်တစ်ခွက်ဝင်ထွက်သွားတာနဲ့နောက်တစ်ခွက်ထားခဲ့ရတယ်တခါတည်းရုတ်တရက်ဖြစ်လာတဲ့ယောဂါပေါ့အဲ့ဒါကိုမေတော်ကြီးကကြောက်အလန့်အားနဲ့ပေါ့နော်သူ့ရဲ့တကားတိုက်ကအဲ့ဒီတကားဘောက်ကိုမှီးပြီးတော့ကြည့်နေဩငါသားဖြစ်ပုံငါမနှစ်သက်လိုက်တာကြည့်နေတယ်ဟုတ်လားအဲ့လိုမရအောင်အဲ့ဒါတညာလုံးဝေဒနာပြင်းပြင်းထန်ထန်ဖြစ်တယ်နော်သွေးသွန်တဲ့ယောဂါဖြစ်တာအဲ့ဒီလိုဖြစ်တဲ့အခါကျတော့ဦးဇင်းတို့ပထမပဇူတွေရောက်လာတော့ဆိုတော့စတုမာရိနဲ့မင်းကြီးလေးပါရောက်လာတယ်နော်အရှင်မြတ်ကြီးလိုဖြစ်တာကိုလူနာပြုစုဖို့ဆိုရောက်လာတာရောက်လာတဲ့အခါကျတော့အရှင်မြတ်ကြီးကသွားကြငါမှလူနာပြုစုမယ်လို့ရှိတယ်ဆိုတော့စတုမာရိနဲ့မင်းကြီးလေးပါပြန်သွားကြတယ်ဟောအဲ့ဒီအယောင်ဝါထိန်လင်းစွာနဲ့လာတာကိုဘယ်သူသိတယ်ဆိုတော့မေတော်ကြီးသိတယ်ဘယ်သူတွေလာမှလည်းဘယ်သူတွေလဲလို့လည်း तू မသိဘူးဘာတွေလဲလို့လည်း तू မသိဘူးအဲ့ဒါခဏနေတော့တရားမင်းထပ်ပြီးတော့ရောက်လာတယ်ရောက်လာပြီးတော့ဒီလိုဒီကြောင်းပဲလူနာပြုစုဖို့တောင်းပန်တယ်အဲ့တော့ရှင်သာရိပုတ္တရာကပြည့်စုံတယ်သင်တို့နဲ့တွေအတွက်ဒီလူတွေရဲ့အနံ့ဆိုတာလိုတာမဟုတ်ပြန်ကြငါမှပြုစုမယ်လို့ရှိတယ်ပြန်သွားပြန်ရောခဏနေတော့ဘယ်သူရောက်လာတော့ဆိုတော့မဟာဗြဟ္မာကြီးရောက်လာတယ်တဲ့အဲ့ဒါလည်းလူနာပြုစုဖို့ပဲရောက်လာတာနော်ရှင်သာရိပုတ္တရာရဲ့နော်လူတွေနဲ့တွေရဲ့ကြည်ညိုမှုဟာဘယ်လောက်ကြီးမားတယ်ဆိုတာကိုပြောပြတာပါဟုတ်လားအဲ့ဒါဗြဟ္မာကြီးကိုလည်းပဲသူ့မှာလူနာပြုစုမယ်လို့ရှိတယ်ဆိုပြန်သွားတော့အဲ့ဒီလေပြန်သွားပြီလဲဆိုရောမေတော်ကြီးကစံတဝါဝါနဲ့ရောက်လာတယ်နော်အသက်100ကျော်ဆိုတော့ဘယ်တဏ္ဍာမာကြီးရှိတော့ဘလို့ဟုတ်လားအဲ့ဒါနဲ့မေးတယ်နေစမ်းပါအိုးငါသားရဲ့သောတော်တုံးကရောက်လာတဲ့လူတွေကဘယ်သူတွေတော့ပထမဦးဆုံးရောက်လာတာဘယ်သူတွေတော့အဲ့လိုမေးတဲ့အခါကျတော့အဲ့ဒါစတုမာရိနမင်းကြီးလေးပါပဲဆိုတော့ငါသားကစတုမာရိနမင်းကြီးလေးပါတဲ့မြင့်မြတ်သလားမေတော်ကြီးကလည်းစတုမာရိနမင်းကြီးလေးပါဆိုတာကနော်သားတော်တို့ရဲ့နော်အရန်ဆောင်လောက်ပဲရှိတာဘာဖြစ်လို့လဲဆိုတော့ဒီစတုမာရိနမင်းကြီးလေးပါဟာမြတ်စွာဘုရားပြိတ္တိနေပြီဆိုတဲ့ကစပြီးတော့တန်လျက်ကင်ပြီးတော့စောင့်ကြရတာအရန်ဆောင်လောက်ပဲရှိတာအဲ့တော့အော်တော်တယ်သူစိတ်ထဲမှာအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါပြီးတော့ပိုးပြီးတော့အယောင်ဝါတောက်ပစွာနဲ့ရောက်လာတဲ့ဒုတိယရောက်လာတဲ့ຢာကဘာလဲပေါ့အဲ့ဒါတရားမင်းပဲဆိုတော့ငါသားကတရားမင်းထက်လည်းပဲမြင့်မြတ်သလားမေတော်ကြီးကလည်းတရားမင်းဆိုတာကနော်သားတော်တို့ရဲ့ဗန္နာခိုင်လောက်ပဲရှိတာတပိတ်သင်္ကန်းကိုင်တဲ့လူလောက်ပဲရှိတာမြတ်စွာဘုရားသင်္ကတ္တနဂုပြည်ကနေပြီးတော့တာဝတိနာနတ်ပြည်ကနေဆင်းပြီးတော့သင်္ကတ္တနဂုပြည်ဆင်းလာတဲ့အခါမှာနော်တရားမင်းကတပိတ်သင်္ကန်းကိုင်ပြီးတော့ဘာလို့လိုက်လာတာရှိတယ်ဒါကြောင့်ဗန္နာဒိန်းလောက်ပဲဗန္နာခိုင်လောက်ပဲရှိတာအံ့ဩတယ်စိတ်ထဲမှာဒါနဲ့နောက်ဆုံးရောက်လာတဲ့အယောင်အဝါအတောက်ပဆုံးနဲ့ရောက်လာတာကဘယ်သူတော့
အဲ့ဒါကမေတော်ကြီးတို့ဖျားဆိုပြီးတော့ကိုယ်ွယ်နေတဲ့မဟာဗြဟ္မာကြီးပဲအဲ့ဒီကျမှသူတော်တော်ကိုအံ့ဩသွားတယ်ငါသားကနေပါဦးမဟာဗြဟ္မာကြီးတယ်လေမြတ်တလားအဲ့တော့မေတော်ကြီးနဲ့နော်ဒီမဟာဗြဟ္မာကြီးတယောက်မပြောနဲ့နော်ဗြဟ္မာမင်း၄ဦးကသားတော်တို့နော်မြတ်စွာဘုရားမွေးကသာနော်ရွှေစာကြီးကွန်ရက်နဲ့သူတို့ခံကြရတာအဲ့လိုမျိုးပြောလိုက်တဲ့အခါကျတော့သူ့ရဲ့စိတ်ထဲမှာကြည်စမ်းပါဦးငါသားရဲ့အစွမ်းတတ္တိတောင်ဒီလောက်ရှိနေတယ်ဆိုရင်သူ့ရဲ့ဆရာမြတ်စွာဘုရားရဲ့အစွမ်းတတ္တိတကူအာတိတင်တွေကဘယ်လောက်များရှိလိမ့်မလို့အဲ့ဒါကိုသူစဉ်းစားရတဲ့စိတ်ထဲမှာပီတိဖြစ်တယ်ပေါ့အောမှုနဲ့ပီတိတွေဖြစ်တယ်အဲ့ဒီပီတိဖြစ်နေတာကိုရှင်သာရိပုတ္တရာကသိတယ်ဒီအချိန်ကငါရဲ့မေတော်ကြီးကိုတရားဟောရမယ့်အချိန်ပဲနော်စိတ်ကောင်းနေဖြစ်နေတဲ့အချိန်ကလေးကိုဖမ်းပြီးတော့တရားဟောမှာနော်အဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုစီတန်းပြီးတော့ရှင်သာရိပုတ္တရာကိုရမေကြီးကဟောပြတာနော်မြတ်စွာဘုရားဆိုတာဘယ်လိုဆိုတာကိုပြောပြတော့စောတော်တုန်းကလက်တွေ့မျက်တွေ့မြင်ထားတဲ့အနေအထားကအလွန်အားကြီးတဲ့တရားတရားကိုဖြစ်စေမယ်လို့အရင်ထင်တယ်ဟုတ်တယ်မဟုတ်လားမြင်ရတာနဲ့မမြင်ရတာတူမလားတူနော်မြင်လိုက်ရတယ်သူဟုတ်လားအဲ့သူ့ရဲ့ယုံကြည်မှုကဘယ်လောက်ရှိနေမလဲဆိုတာပေတတော်ခံမှန်းကြည့်ပေါ့နော်အဲ့ဒါကိုသူ့ရဲ့သားတော်ကလည်းပြောပြနေတာဆိုတော့ဘာဖြစ်တော့သူ့ရဲ့ဉာဏ်တွေထက်မြက်လာပြီးတော့သောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်သောတာပန်ဖြစ်သွားတယ်ပေါ့အဲ့ဒီလိုသောတာပန်လည်းဖြစ်ပြီးဆိုတော့ရှင်သာရိပုတ္တရာကိုင်မေတော်ကြီးအတွက်ဒီလောက်ဆိုလို့ရှိရင်ပြည့်စုံပြီသူတွေးမိတယ်အဲ့ဒါနဲ့မေတော်ကြီးကိုသွားတော့လို့လွှတ်လိုက်တယ်အဲ့ဒါမေတော်ကြီးလည်းသွားတော့ဆိုတော့သွားရတာပေါ့အဲ့တော့စုံနာကိုမေးတယ်ချက်သားစုံနာနော်သူ့ရဲ့ညီတော်ဘယ်ချင်းရှိပြီတော့အာယုံချင်းလို့အလင်းရောက်တော့မယ်အဲ့ဒါလို့ဆိုလို့ရှိရင်ငါရဲ့တပည့်ယဟန်900ကိုခေါ်လိုက်ပါယဟန်900အကုန်လုံးခေါ်လိုက်တယ်ရောက်လာပြီလဲဆိုရောအဲ့ဒါရှင်သာရိပုတ္တရာကအဲ့ဒီယဟန်တော်900ကိုငါရှင်တို့တဲ့ငါရှင်တို့ရဲ့အပေါ်မှာငါဟာကာယကံမှုဝစီကံမှုမနောကံမှုနဲ့တကယ်လို့တော့အပြစ်မြန်ရှိမယ်ဆိုလို့ရှိရင်အလုံးခွင့်လွှတ်ကြတောင်းပန်တာအဲ့ဒါမရှိပါဘူးရှင်ဘုရားရဲ့ပုံမှာသာလည်းတပည့်တို့ရဲ့အပြစ်တွေသာလည်းရှိမယ်ဆိုရင်ရှိနိုင်ပါတယ်အရှင်ဘုရားတို့ကသာလည်းခွင့်ပြုကြပါခွင့်လွှတ်ကြပါအဲ့ဒါလေးလည်းအကုန်လုံးယဟန်တာတွေပဲအဲ့လိုအကုန်လုံးအကြည်လေတောင်းပန်ပြီးပြီဆိုတော့မှရှင်သာရိပုတ္တရာဘာလို့တော့အေရညောင်ဆောင်မှာလျောင်းရှည်ရင်းနဲ့သင်္ကန်းကြီးကိုမျက်နှာတော်ကိုဖုံးအုပ်လိုက်တယ်။ဖုံးအုပ်ပြီးတော့မြတ်စွာဘုရားပြိဋိဘံစံတုံးကလိုပဲနော်ဇန်သမပတ်တွေကိုအစအနေအဆုံးကနေအစအနုလုံပတိလုံဝင်စားတယ်။ပြီးတော့ပထမဇန်ကနေစပြီးတော့ဝင်စားဒုတိယဇန်တတိယဇန်သတုဋ္ဌဇန်အဲ့ဒီသတုဋ္ဌဇန်ရဲ့အဆုံးမှာနော်အနုပါတိတေတခန္ဓာအကျွင်းကြံမရှိဒုက္ခဇတ်ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုဝန်ဆံတော်မူတယ်ဆိုတာပြိဋိဘံစံသွားတော့အဲ့ဒီလိုပြိဋိဘံစံတဲ့ချိန်မှာမြေကြီးအကြီးကျယ်တုန်လှုပ်ခြောက်ကြတယ်နော်အဲ့ဒီမြေကြီးအကြီးကျယ်တုန်လှုပ်ခြောက်ကြတော့စောစောမေတော်ကြီးကမတိပဲနေမလားပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့ခါကျတော့စမ်းကြည့်တော့သားတော်ကပါတော့အသက်မရှိတော့ဘူးပေါ့နော်အရက်ပြောနေပြောမယ်ဆိုရင်အဲ့ဒီကြတော့မှသူအကြီးကျယ်ငိုတော့တာတက္ကမကြီးကကြည်စမ်းမအောင်တော့ငါငယ်ရွယ်စဉ်အခါတုန်းကတော့ငါရဲ့ဒီတရားကိုသိအောင်လုပ်ပြီးတော့ငါရဲ့အိမ်ကိုကြွလာတာမရှိဘူးအခုငါသိပြီလဲဆိုတော့ဒီငါသားကြီးအမှုပြုတဲ့ယဟန်တန်ဃာတွေကိုငါဟာသင်္ကန်းလဲလှူခွင့်မရှိတော့ဘူးကြောင်းဆောက်ပြီးတော့လဲလှူခွင့်မရှိတော့ဘူးဆွန်လဲကပ်ခွင့်မရှိတော့ဘူးသူတီးထန်စွာငိုကြွေးတယ်အဲဒီကမကြီးအယံတနာစရာကောင်းပါတယ်ဟုတ်လားအဲ့ဒါအာရအောင်ငိုပြီးတော့အာယုံချင်းလို့အလင်းရောင်လဲလာပြီဆိုတော့နော်ဒီအရှင်မြတ်ရဲ့နော်တာရုကိလနာသဘင်လို့ဆိုရပါစို့အဲ့ဒါအတွက်သူကအများကြီးရှိမှန်းတယ်ဒီမှာပြောထားတာကတော့တရားမင်းကိုယ်တိုင်ကဝိတ္တယုံနတ်သားကိုလွတ်ပြီးတော့ပုံမိမ္မာန်တွေပါတိစောက်ခိုင်းတယ်လို့တောင်ဆိုပါတယ်ဒီဇာပနာပွဲလို့ဆိုကြပါစို့နော်အလွန်ကြီးမားတဲ့နော်တာရုကိလနာသဘင်ကြီးဖြစ်တယ်ပေါ့အဲ့ဒီမှာဦးဇင်းတို့အတူချုပ်ပြီးတော့ပြောရလို့ရှိရင်အဲ့ဒီလိုရှင်သာရိပုတ္တရာရဲ့ဇာပနာပွဲအောက်ဆုံးနော်ရှင်သာရိပုတ္တရာရဲ့ယုတ်ကလတ်တော်ကိုနော်မိသကြိုပြီးတော့ဘာဖြစ်တုံးဆိုတော့ဓာတ်တော်ကြားတယ်ပေါ့နော်အဲ့ဒီဓာတ်တော်တွေကိုရေစစ်ထဲမှာထည့်ပြီးတော့ရှင်သာရိပုတ္တရာသုံးဆွဲခဲ့တဲ့သင်္ကန်းတပိတ်အဲ့ဒါတွေကိုဘယ်သူယူလာလဲဆိုတော့ရှင်စုံနာကယူလာတယ်ယူလာပြီးတော့သူမြတ်စွာဘုရားရှိရာကိုကြွလာတယ်မြတ်စွာဘုရားကအဲ့ဒီအချိန်မှာဘယ်မှာရှိနေမလဲမြတ်စွာဘုရားရှိရာကိုသူကြွလာတယ်ကြွလာပြီးတော့မြတ်စွာဘုရားတွေကိုသူတယောက်တစ်ပါးတည်းမဝင်မရဲဖြစ်တယ်ပုံဝင်ရဲဒါနဲ့မစုခေါ်ပြီးတော့ဝင်မတော်ဆိုတော့ရှင်သာရိပုတ္တရာနဲ့အလွန်မှရင်းနှီးတဲ့ကျွမ်းဝင်တဲ့ရှင်အာနန္ဒာရှင်အာနန္ဒာကရှင်သာရိပုတ္တရာကိုအလွန်ကြီးညိုတာနော်အလွန်မှလည်းရင်းနှီးတယ်ရှင်အာနန္ဒာရဲ့အကြောင်းကိုပြောတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့အကြောင်းတွေကလည်းပါလာလိမ့်မယ်ဟုတ်လားအဲ့ဒါနဲ့ငါရှင်အာနန္ဒာဒီဝင်ပြီးတော့ရှင်အာနန္ဒာနဲ့အတူတူကမြတ်စွာဘုရားကြီးကိုသွားမယ်ရှင်အာနန္ဒာကြီးကိုဝင်တယ်ရှင်အာနန္ဒာကလည်းမျှော်လင့်ထားပြီးသားရှင်သာရိပုတ္တရာပြိဋိဘံစံဖို့ကြွားသွားပြီဆိုတာလည်းသိတယ်
ချင်းပရိနိဗ္ဗာန်ဆံမယ်ဆိုတာလည်းသိတယ်ဒါပေမဲ့တကယ်ကြွလာပြီးတော့ဟိုကဓာတ်တော်တွေလည်းပြလိုက်ပြီးလဲဆိုသူဘလို့မှမဖြေနိုင်ဘူးရှင်အနန္ဒာကအဲ့ဒီချိန်မှာရှင်အနန္ဒာကပောတ္တဗံပဲရှိသေးတာ哦ဟုတ်လားဒါနဲ့ကရှင်စုံနာကဲအဲ့ဒါလို့ဆိုလို့ရှင်တို့မြတ်စွာဘုရားကိုရှောက်ဖို့အတွက်စကားလက်ဆောင်ရပြီမြတ်စွာဘုရားကြီးကိုသွားရမယ်ဆိုပြီးတော့အဲ့ဒီရှင်သာရိပုတ္တရာရဲ့တပိတ်သင်္ကန်းဓာတ်တော်တွေယူပြီးတော့မြတ်စွာဘုရားကြီးကြွတယ်ဟိုရောက်တော့အကျိုးအကြောင်းလျှောက်တော့မြတ်စွာဘုရားကယံပိသက်တွေအားလုံးစုဝေးပြီးတော့ရှင်သာရိပုတ္တရာရဲ့ဂုဏ်ကျေးဇူးတွေကိုအများကြီးပြောပြတယ်အများကြီးရွတ်ဆိုပြီးတော့ဟောတာနော်အဲ့ဒီတည်းကဥစဉ်ဂါထာတစ်ပုဒ်မမိနေတာလေးတစ်ခုပေါ့နော်မြေကြီးအလားတီးခံတဲ့စိတ်ရှိတဲ့ရှင်သာရိပုတ္တရာကိုရည်ညွှန်းတာနော်မြေကြီးအလားတီးခံတဲ့စိတ်ရှိတဲ့စိတ်အလိုကိုကမလိုက်ဖဲနဲ့ကိုကသာလည်းကိုကစိတ်အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုသာလည်းကိုယ့်ရဲ့အလိုကိုလိုက်စေနိုင်တယ်ဒါလည်းဘယ်သူကိုရည်ညွှန်းတာတော့ဆိုတော့ရှင်သာရိပုတ္တရာကိုပဲရည်ညွှန်းတာနော်တတ္တဝါတွေရဲ့ပုံမှာအလွန်မှတနာတတ်တဲ့အလွန်မှလည်းပဲစောင့်ရှောက်တတ်တဲ့စိတ်နှလုံးအလွန်မှငြိမ်းအေးတဲ့သဘောရှိတယ်နော်ဒီအရှင်မြတ်ပြိဋိဘံဆံသွားခဲ့ပြီလောကကြီးကပျောက်ကွယ်သွားခဲ့ပြီအဲ့လိုမျိုးဂါထာပေါင်းများစွာမြတ်စွာဘုရားရွတ်ဆိုပြီးတော့ဟောတာအဲ့လိုရွတ်ဆိုနေတဲ့အချိန်မှာအလုံးကဓမ္မတန်ဝေကနဲ့ငြိမ်နေကြတယ်ပေါ့မငြိမ်နိုင်တာကဘယ်လိုလဲဆိုတော့ရှင်အနန္ဒာပဲရှင်အနန္ဒာကဘယ်လိုဖြစ်နေတော့ဆိုတော့စာထဲမှာရေးပြထားတာလေးကတော်တော်တောင်ဝမ်းပူစရာကောင်းတယ်နောက်ဦးဇင်းမင်းအဲ့ဒီအကြောင်းကိုဖတ်ပြီးတော့လေဘင်းတော်နည်းနည်းကြီးတယ်ရှင်အနန္ဒာကဘယ်လိုဖြစ်နေတော့ဆိုတော့ကြောင်ရဲ့ရှေ့မှာရောက်နေတဲ့ကြွက်လေးလိုဖြစ်နေတယ်တဲ့ထောက်တီရမရပြာရခတ်နေတယ်ဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်ဘလို့မှသူမနေနိုင်မြတ်စွာဘုရားကအဲ့ဒီဂုဏ်တွေကိုဟောလေးသူကဘလို့မှနေလို့မရလေတယ်အဲ့ဒါနဲ့ဟောလေပြီးပြီဆိုတော့ရှင်အနန္ဒာကမြတ်စွာဘုရားဘာလျှောက်လို့ဆိုမြတ်စွာဘုရားတဲ့တပည့်တော်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လဲကြားရောတပည့်တော်ရဲ့စိတ်တရားအကုန်ခြားလဲသွားတယ်တဲ့အရက်မျက်နှာတွေတောင်ဘယ်ဟာအရှိဘယ်ဟာအနောက်လို့တပည့်တော်အခုမသိဘူးတဲ့သူ့စိတ်ဘယ်လောက်ဖြစ်သွားတော့တရားတွေလည်းမေ့နေတယ်တဲ့နော်သူ့ရဲ့တောကပရိဒေဝသူ့ကိုအကြီးကျယ်ပါဖြစ်နေတော့လွှမ်းမိုးနေတာနော်တရားတွေလည်းတပည့်တော်မေ့နေတယ်တဲ့အကုန်လုံးခြားလဲနေတယ်ခန္ဓာကိုယ်ကြီးကလည်းလေးလံတောင့်တင်းနေတယ်နေလို့ထိုင်လို့လည်းမကောင်းဘူးအဲ့ဒီလိုမျိုးလျှောက်တော့မြတ်စွာဘုရားဗာမင်းရှိတော့စိတ္တအနန္ဒာတဲ့နေစမ်းမအောင်မင်းကအဲ့လိုခံစားရအောင်ကတာရိပုတ္တရာကမင်းရဲ့သီလအစုသမာဓိအစုပညာအစုတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားတဲ့ခက်ကြမေခွန်းတို့တောင်ဆိုးနိုင်တယ်နော်ဒီလောက်ကြီးဆင်းရဲနေတာကသင်ရဲ့သီလသမာဓိပညာကိုရှင်သာရိပုတ္တရာကယူပြီးတော့ပြိဋိဘံဆံသွားလို့လားတဲ့ဒီတော့ရှင်အနန္ဒာကမြတ်စွာဘုရားတဲ့အဲ့ဒါလိုယူပြီးတော့ပြိဋိဘံဆံသွားတာတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာတပည့်တော်ရဲ့ပုံမှာအလွန်ကောင်းတယ်တရင်သုံးပေါ်ယဟန်တန်ဃာတွေရဲ့ပုံမှာအလွန်ကောင်းတယ်အလွန်စောင့်ရှောက်တယ်အလွန်တနာကျင်တာတယ်အလွန်မှကောင်းကျိုးချမ်းသာကိုရဖို့အတွက်နော်အစသာအရာရာဆုံးမပေးတယ်အလွန်မှအာကိုအာရပြုတ်ရတယ်အရှင်မြတ်ကြီးပါဒါကြောင့်ဒီရဲ့စိတ်ထဲမှာဘလို့မှဖြေလို့မရဘူးလို့ရှောက်တယ်ဒီတော့မြတ်စွာဘုရားကဒီအာနန္ဒာအလွန်တရာမှာစိတ်ဟာပင်ပန်းနေတယ်နော်ဒါကြောင့်ရှင်အာနန္ဒာကိုတတ်တအောင်တတ်တရာရအောင်ငါတရားဟောမှဖြစ်မယ်မြတ်စွာဘုရားကနော်ရှင်အနန္ဒာပင်ပန်းနေတာကိုမြတ်စွာဘုရားသိတယ်နော်စိတ်နှလုံးအလွန်ပင်ပန်းနေတယ်အဲ့ဒါနဲ့မြတ်စွာဘုရားဘာဟောတော့ဆိုတော့စိတ္တအနန္ဒာတဲ့ဟောဒီတတ္တဝသင်္ခါရတို့နဲ့နော်ရှင်ကွဲကွဲခြင်းဆိုတဲ့နာနာဘာဝတေကွဲကွဲခြင်းဆိုတဲ့ဝိနာဘာဝဘဝချပြီးတော့ကွဲသွားခြင်းလို့ဆိုတဲ့အညထဘာဝဒီလိုကွဲကွာခြင်းတရားတွေကိုအစကနဦးတွေကစစောစီးစွာငါအများကြီးဟောထားပြီးသားမဟုတ်ပါလားတဲ့ဒီလောကကြီးရဲ့သဘောဘဝရဲ့သဘောကအဲ့ဒီခွဲခွာခြင်းကိုစဉ်းစားကြည့်ရင်လည်းပဲအနှစ်သာရကင်းမဲ့လာကြည်တကားဆိုတဲ့အမြင်ကိုလည်းရနိုင်မယ်လို့ထင်တယ်ဟုတ်လားဇူးမအတူတူသာဝရနေခွင့်မရှိပါဘူးဟုတ်တယ်မဟုတ်လားအလုံးဟာတစ်ချိန်မှာဇူးကလည်းဘယ်ရောက်တော့မှမသိကိုကလည်းဘယ်ရောက်တော့မှမသိဟုတ်တယ်မဟုတ်လားအခုတည်းလည်းတွေ့တုံးကြုံတုံးကိုဘာလို့နေရတော့ပျော်ဆိုးပေါင်းတင်ဆက်ဆန်းပြီးတော့နေကြလားနောက်တစ်ချိန်ကျတော့သူလည်းဘယ်ရောက်တော့မှမသိကိုလည်းဘယ်ရောက်တော့မှမသိအဲ့ဒီဘယ်ရောက်လို့ဘယ်ရောက်သွားကြမှမသိမဲ့အနေထားကြီးကိုပိတ်တယ်လို့လှမ်းပြီးတော့စဉ်းစားကြည့်ပါလားဘယ်လိုခံစားချက်များရှိမလဲဟုတ်လားဘာတွေအရေးကြီးလဲစဉ်းစားကြည့်ပါနော်ကိုမြတ်စွာဘုရားအဲ့ဒါကိုဟောတာဒီလိုကိုယ်ကွင်းချင်းခွဲခွာခြင်းဆိုတဲ့အကြောင်းအရာကိုငါအစောကြီးတည်းစဟောထားတာတဲ့ဒါသဘာဝတရားကြီးဒါကိုမဖြစ်ပါစေနဲ့လို့တောင်းတလို့ဘယ်နည်းနဲ့မှမရနိုင်ဘူးဒါလောကကြီးရဲ့သဘာဝလက်သစ်ပင်အပင်အကြီးကြီးရဲ့အကြီးဆုံးသောအကိုင်းကြီးကျိုးကျသွားသလိုတော့ငါဘုရားရှင်ကိုရမြတ်ကြီးရဲ့အကြီးဆုံးအဂတဘောကရှင်သာရိပုတ္တရာပြိဋိဘံဆံသွားခဲ့ပြီ
ဒါကြောင့်မလို့အာနန္ဒာတဲ့ဒီလောကကြီးမှာကိုယ်သာနဲ့အာကိုပြီးတော့နေကြကိုကလွဲလို့တခြားဘယ်သူကမှအာမကိုပဲနဲ့ကိုအာကိုနေကြတရားကိုသာနဲ့အာကိုပြီးတော့နေကြတရားကလွဲလို့ဘယ်အရာကိုမှအာမကိုပဲနဲ့နေကြနှစ်ချက်ပြောတယ်နော်ကိုကလွဲလို့တခြားဘယ်သူကမှအာမကိုနဲ့ကိုပဲအာကိုအာကိုဆိုတဲ့နေရာမှာဘယ်လိုကိုကအာကိုမှာတော့တရားရှိတဲ့ကိုယ်ဒီသားနဲ့ကိုယ့်အတွက်အာကိုရာဖြစ်မှာမှုလို့တရားကလွဲလို့တခြားဘယ်ရာကိုမှအာမကိုပဲနဲ့တရားကိုသာအာကိုပြီးတော့နေကြလို့ဆက်ပြီးတော့အမိန့်ရှိတာအဲ့ဒီလိုတရားကိုအာကိုပြီးတော့နေကြဆိုလေဘယ်တရားကိုအာကိုရမှာတော့ဆိုတဲ့မေခွန်းရှိလာပြန်တယ်နော်အဲ့ဒါကြတော့မြတ်စွာဘုရားဘယ်လိုပြောတော့တတိပဋ္ဌာန်တရား၄ပါးကိုအာကိုပြီးတော့နေကြလို့အဲ့လိုအမိန့်ရှိတာမိမိရဲ့ယုတ်ကာယရဲ့သဘောပါကိုအမှန်တိုင်းသိအောင်မိမိရဲ့ခံစားချက်ဝေဒနာတွေရဲ့ပေါ်စိတ်တွေရဲ့ပေါ်သဘာဝတရားတွေရဲ့ပေါ်မှာအမှန်ကန်သိအောင်ဖြစ်တိုင်းတော့ဒီသဘာဝတရားတွေရဲ့ပေါ်မှာသတိထားပြီးတော့နေတဲ့လုပ်ငန်းစဉ်ကိုတတိပဋ္ဌာန်ဘာဝနာပွားများခြင်းလို့ပေတတို့နားလည်ထားကြပြီးတာဟုတ်လားအဲ့ဒါတကယ်အားကိုးရအစစ်အမှန်အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးပဲရှိတယ်အဘလို့တော့တတိပဋ္ဌာန်တရား၄ပါးကိုပွားများမယ်ဆိုလို့ရှိရင်ဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်ခြင်းဆိုတဲ့ဉာဏ်ပညာမရနိုင်ဘူးလားနားလည်ရင်နားလည်သလောက်ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာလက်ခံနိုင်မှုစွမ်းရည်မရှိနိုင်ဘူးလားရှိမယ်နော်လက်ခံနိုင်ရင်လက်ခံနိုင်သလောက်ခန္ဓာရည်ရှိမယ်တည်တည်ငြိမ်ငြိမ်ဖြစ်မယ်ဟုတ်တယ်မို့လားခုဒီကရမတို့ဦးဇင်းတို့တွေကအခုချိန်မှာတည်တည်ငြိမ်ငြိမ်နေနိုင်တယ်ဆိုတာကပျက်စီးမှုနဲ့မကြုံကြသေးလို့နေနိုင်ကြတာပါပြောရလို့ရှိရင်မတည်ငြိမ်စရာအကြောင်းတရားမတွေ့သေးလို့တည်တည်ငြိမ်ငြိမ်နေနိုင်တာမတည်ငြိမ်စရာအကြောင်းတွေ့ပြီဆိုတာနဲ့တည်ငြိမ်မှုတွေကဘာဖြစ်သွားတော့ပြတ်ပြားသွားမယ်အခုကတော့ဟန်နဲ့ပန်နဲ့နေနေတာပဲလေစိတ်ညစ်တယ်လည်းမရှိဘူးစိတ်ဆင်းရဲတယ်လည်းမရှိဘူးကိုယ့်ကိုအေးဆေးဆေးလို့ထင်ရတယ်ပေါ့ဟုတ်လားဒါပေမဲ့တော့မတည်ငြိမ်စရာတုံလှုပ်စရာအကြောင်းတွေတွေ့လာပြီဆိုတာနဲ့ပုထုဇဉ်တရားတွေဘာဖြစ်ကြမလို့တုံလှုပ်ကြမှာပေါ့ဖောက်ပြန်ကြမှာပေါ့စိတ်ဓာတ်တွေကဟုတ်တယ်မဟုတ်လားဒါကိုကြိုးပြီးတော့နားလည်ထားဖို့မလိုဘူးလားဘာဖြစ်လို့တည်ငြိမ်မှုပြတ်ပြားသွားတာတော့လို့မေးရင်ပျက်စီးမှုနဲ့ကြုံတာကိုရင်မဆိုင်နိုင်ဘူးလက်မခံနိုင်ဘူးဘာလို့လက်မခံနိုင်တာတော့နားလည်မှုမပြည့်ဝအောင်ဘဝခန္ဓာရဲ့အကြောင်းကိုနားလည်မှုမပြည့်ဝအောင်ဒီနေရာမှာဦးဇင်းတို့နော်ဆရာတော်ကြီးတစ်ပါးပေးထားတဲ့ဥမာလေးကိုဦးဇင်းကအလွန်သဘောကျတယ်နော်လူတစ်ယောက်ကမြေကမ်းပါးမှာရက်ပြီးတော့မြည်ရည်တွေတန်စီးဆင်းနေတာကိုကြည့်ပြီးတော့ဒီမြည်ရည်တွေကမစီးဆင်းဘဲနဲ့ရက်တက်နေရင်ကောင်းမှာပဲသူတောင်းတတယ်ဒီမြည်ရည်တွေကပြန်ပြီးတော့မြအပေါ်ကိုဆန်းတက်ရင်ကောင်းမှာပဲလို့အဲ့လိုစိတ်များရှိမယ်ဆိုရင်အဲ့ဒီလူကိုလူတွေကဘယ်လိုပြောမလို့ရွတ်သွတ်နေတဲ့လူလိုပဲပြောမှာပေါ့ဟုတ်တယ်မဟုတ်လားမြည်ရည်ကအပေါ်ပြန်စီးဖို့ဆိုတာဖြစ်နိုင်မလားအပေါ်ပြန်စီးဖို့နေနေတာရက်တက်ဖို့ဆိုတာတောင်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနော်အဲ့ဒီလိုမျိုးမြည်ရည်ကိုရက်တက်စေခြင်းနဲ့အပေါ်ပြန်ဆန်တက်စေခြင်းနဲ့စိတ်ရှိတဲ့လူကိုတော့ရွတ်သွတ်တဲ့လူလိုအလွယ်တကူမှတ်ချက်ပေးကြမယ်ပေါ့အဲ့လိုဆိုရင်တော့တရားဓမ္မတို့အရှင်တို့ပုထုဇဉ်တွေကအလုံးရွတ်သွတ်တဲ့လူတွေလိုပဲပြောရမယ်ဘာဖြစ်လို့တော့ဒီခန္ဓာကိုယ်ကြီးဟာလည်းပဲဒီဘဝဟာလည်းပဲအဲ့ဒီမြင်များစီးဆင်းနေတယ်လို့စီးဆင်းနေတာရက်တက်နေတာမဟုတ်ဘူးနော်ဘယ်စီကိုစီးဆင်းနေတာလို့ပျက်စီးမှုတွေကိုဥတည်ပြီးတော့စီးဆင်းနေတာတဖြည်းဖြည်းနဲ့အိုမင်းဟောင်းနှွမ်းလာလိမ့်မယ်တဖြည်းဖြည်းနဲ့နာကျင်ကြိုက်ခဲမှုအစဉ်မပြေမှုယောဂဝေဒနာတွေများလာလိမ့်မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုများလို့မကများလာပြီဆိုရင်ဘာဖြစ်သွားလဲပျက်စီးသွားမယ်ဒါသူ့လမ်းစဉ်ပဲငါမြင်များစီးဆင်းနေတယ်လို့ခန္ဓာကိုယ်ဟာလည်းပျက်စီးခြင်းစီကိုပျက်စီးရင်းနဲ့ဘာဖြစ်နေတော့စီးဆင်းနေတာဒါသူ့တဘာဝအဲ့ဒါကိုပျက်စီးမှုကြုံလာတဲ့အခါမှာမြင့်ရည်ကိုရက်တန့်စေခြင်းတလို့မျိုးမြင့်ရည်ကိုဆန်းပြီးတော့ပြန်တက်စေခြင်းတလို့မျိုးတော့ကောင်းမွန်တဲ့အနေထားလေးမှာလူတွေဟာရက်တန့်ပြီးတော့နေခြင်းတယ်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနာလိမ့်မယ်ကျင်လိမ့်မယ်ကြိုက်လိမ့်မယ်ခဲလိမ့်မယ်ယောဂဝဒနာကိုရင်ဆိုင်ရလိမ့်မယ်ဟုတ်တယ်မဟုတ်လားပြန်ပြီးတော့မြင့်ရည်ကိုဆန်းတက်စေခြင်းတလို့မျိုးတရားဓမ္မတို့ဦးဇင်းတို့တွေကအခြေအနေကောင်းလေးတွေကိုပြန်ပြီးတော့တောင်းတလိမ့်မယ်အဲ့ဒီအချိန်မှာအပျက်စီးမှုကြုံလာတဲ့အချိန်မှာဒါပါလေလို့မေးရင်ရှုသွမှုပဲခန္ဓာကြီးကသူ့ဖြစ်စဉ်သူသွားနေတာသူပြနေတာကိုကဘာဖြစ်နေအောင်တက်နားမလဲနိုင်မှုနဲ့မရစကောင်းတဲ့အရာတွေကိုဘာလုပ်နေတာတော့တောင်းတနေတာဟုတ်တယ်မဟုတ်လားမရနိုင်တဲ့အရာကိုဘာဖြစ်နေတယ်တောင်းတနေတာနော်အဲ့ဒါကြောင့်စိတ်ဆင်းရဲရတာဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့အခက်အခဲနဲ့တွေ့လာတဲ့အခါမှာအခက်အခဲကအခက်အခဲလားအခက်အခဲကိုရင်မဆိုင်တဲ့နာကအခက်အခဲလားဆိုတာလေးကိုတော့စဉ်းစားစေခြင်းနဲ့ဟုတ်လားခန္ဓာကိုယ်ကြီးကတော့သူသွားနေကြလမ်းစဉ်ကိုတပြားသားမှမလျှော်ဘဲနဲ့သွားလိမ့်မယ်ဗျအဲ့ဒါကိုကိုကဘာလုပ်ဖို့လိုတော့နားလည်ပေးဖို့လိုတယ်နားလည်တာကိုဘာလို့ခေါ်မလို့ပညာလို့ခေါ်မယ်နော်အဲ့ဒီခန္ဓာရဲ့အကြောင်းကိုနားလည်မှုဆိုတဲ့ပညာကလွယ်လွယ်လေးရမယ်လို့ထင်သလားမရပါဘူးဒီတိုင်းနေလို့မရအောင်ဒလဇက်သူ့ရဲ့အကြောင်းကိုသိကျင်ရင်တော့သူ့ရဲ့ပုံမှာဒလဇက်တတိထားမှသာလေသူ့အကြောင်းကိုကောင်းကောင်းသိနိုင်မယ်
ဒါကြောင့်သတိပဋ္ဌာန်တရားပွားများတယ်ဆိုတာဘာလို့တာတုံးလို့မေးရင်ဒီဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်နားလည်အောင်ကြိုးစားရတာဒါကြီးကဒီလိုဖြစ်တဲ့သဘောကြီးပဲလို့သိမယ်တကယ်သိမယ်ဆိုရင်ဖြစ်လာတဲ့အချိန်မှာသူဘာဖြစ်မလို့ဘာမှဖြစ်စရာအကြောင်းမရှိဘူးခုတရားဓမ္မတို့ဦးဇင်းတို့တွေကခန္ဓာကြီးရဲ့အကြောင်းကိုနော်သူ့ရဲ့ဖြစ်စဉ်ကိုတကယ်သိအောင်ဘာမှလှုပ်ထားတာမရှိဘူးအဲ့တော့သူဖြစ်လာပြီလဲဆိုရောဘလို့တွေဖြစ်ကုန်တော့အထိတ်တလန့်နဲ့အံ့ဩမှုတွေနဲ့ဖြစ်မှဖြစ်ရလေခြင်းဆိုတာတွေနဲ့စိတ်တွေကဘာဖြစ်ကုန်ပြီတော့တုံ့လှုပ်ခြောက်ခြားကုန်ပြီနော်မြည်ရီကိုရက်တန့်စေခြင်းလိုမျိုးမြည်ရီကိုပြန်ပြီးတော့ဆန်တက်စေခြင်းလိုမျိုးဒီခန္ဓာကြီးကသူ့လမ်းစဉ်သူ့သွားတာကိုပဲကိုကဘာဖြစ်နေဝင်ဆွတ်နေပြီပေါ့နော်ကောင်းတဲ့အနေထားလေးမှာရက်နေခြင်းနဲ့မကောင်းတဲ့ဘက်ကိုစီးမသွားစေခြင်းကိုပြန်ပြီးတော့ဆန်တက်စေခြင်းနေတယ်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးမဖြစ်နိုင်တာကိုဖြစ်ချင်တဲ့စိတ်တွေကြောင့်အဲ့ဒီချိန်မှာအကြီးအကျယ်ဘာလို့အောင်တော့တုံ့လှုပ်ခြောက်ခြားနေပဲမဖြစ်နိုင်တာကြီးကိုဖြစ်ချင်တယ်မဖြစ်နိုင်တာကြီးကိုဖြစ်ချင်တဲ့အတွက်ကြောင့်ဖြစ်လဲဖြစ်မှာမဟုတ်ဘူးအဲ့တော့ဖြစ်ချင်တာကြီးမဖြစ်ရတဲ့အတွက်ကြောင့်လည်းပဲစိတ်နှလုံးကအကြီးအကျယ်ဘာဖြစ်မလို့ပင်ပန်းလိမ့်မယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်တို့အခုအခြေအနေတွေကစပြီးတော့နော်ဒီခန္ဓာကြီးဟာဘလို့ဖြစ်လာမလဲဆိုတာကိုအသေးချာသိအောင်ကြိုးစားပြီးတော့ဖြစ်လာတဲ့အချိန်မှာနော်နားလည်မှုတွေပြည့်ဝနေအောင်ကြိုးစားထားကြဖို့မလိုဘူးလားဒါကဦးဇင်းတို့ကအလွန်အပေါ်ယံဆန်တဲ့စကားလုံးလေးတွေနဲ့ပြောတာပါဟုတ်လားနောက်တစ်ချိန်ကျရင်ဒီပြဿနာဒီအခက်အခဲကရင်ဆိုင်ရမှာနော်တခါကြီးမှကြီးများနော်အဲ့ဒီကြောင့်သူပြည်လေတော့ပါလိမ့်မယ်ကွာလို့ခပ်ပေါ့ပေါ့တော့မလုံးနဲ့နော်သူကဘာမှမပြေလဲဘူးငါသူကတော့ဘယ်မှမပြေလဲဘူးပြီးရတော့ပြီးသွားမှာပါပဲနော်ပြီးရတော့ပြီးသွားမှာပါပဲအစဉ်ပြေနဲ့ပြီးမလားအစဉ်မပြေပဲပြီးမလားဆိုတာပဲစဉ်းစားကြရမှာဟုတ်တယ်မို့လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပုံတော့မြတ်စွာဘုရားဦးဟောပြီနော်သဘာဝတရားတွေအကုန်လုံးဟာအကုန်လုံးကွဲကွာသွားကြရလိမ့်မယ်အကုန်လုံးခွဲခွာသွားရလိမ့်မယ်တယောက်ကိုတယောက်တရားဓမ္မတို့ဦးဇင်းတို့တွေကဖက်တွယ်ပြီးတော့အပြုတ်ပြီးတော့နေကြတဲ့အပိုင်းတွေအများကြီးမရှိဘူးလားရှိရနော်ကိုမိသားစုအချင်းချင်းဆိုရင်အရန်ကြီးကိုဘဝတစ်ခုအနေနဲ့လှုပ်ပြီးတော့တောင်းဘာလုပ်ထားတာတော့ဖက်တွယ်ထားကြတာနော်အမြဲတမ်းတူတူနေခွင့်ရှိမလားမရှိဘူးကိုဟာတဲကတစုံတယောက်ကိုဘဝတွေကခွဲထွက်သွားမယ်ဆိုရင်လူတွေဟာဘလို့ဖြစ်မလို့တော့ငရမ်းပြလို့တကယ်ကိုအကြီးအကျယ်တုံ့လှုပ်ချောက်ကြရမယ်ကိုတဲကတယောက်ယောက်စိတ်ကူးလေးနဲ့ထွက်သွားကြည့်ပါနော်ဘလို့နေမလို့အကြီးကျယ်တုံ့လှုပ်ချောက်ချမယ်အဲ့လိုဆိုရင်ကိုယ်တည်းကတယောက်ထွက်သွားတာတောင်တုံလှုပ်ချောက်ချမယ်ဆိုရင်ကိုဟာတွေကအကုန်ထားခဲ့ပြီးတော့ကိုကထွက်သွားရမယ်ဆိုရင်ဘလို့နေမလို့အိုးပြီးတော့တုံလှုပ်ချောက်ချရမယ်ပေါ့ဘယ်ဟာကပို့ပြီးတော့မသက်မသာဖြစ်မလဲဆိုတာစဉ်းစားနော်ကိုယ်တည်းကိုဟာတွေကတယောက်လောက်ထွက်သွားမယ်မပြောကမဆိုကနော်ကြက်တိမရှိမင်္ဂလာမရှိပြောတာမဟုတ်ဘူးနော်မဖြစ်နိုင်ဘူးလို့လည်းဘယ်သူမှအမတော့မခံနိုင်ဘူးဟုတ်တယ်မို့လားအဲ့ဒီလိုကိုယ်တည်းကတယောက်ထွက်သွားမယ်ဆိုရင်ဘလို့နေမလို့ကြားတော့မကြားခြင်းဘူးနော်အဲ့ဒီအတန်ကိုအရန်ကြောက်တယ်အရန်လန့်တယ်ဟုတ်လားအဲ့ဒါကိုတောင်ကြောက်တယ်လန့်တယ်ဆိုရင်ကိုယ်တည်းကကိုထွက်သွားရမယ်ဆိုရင်တော့ဘလို့နေမလို့အိုးပြီးတော့မစင်သားရဲတရားဖြစ်တယ်ပေါ့ကောင်းတဲ့အဖြေကတော့မရှိဘူးနော်ဟုတ်လားကောင်းတဲ့အဖြေကဘာလဲကောင်းတဲ့အဖြေကတော့မရှိဘူးဒါပေမဲ့အဲ့ဒီဟာကိုကနားလည်မှုအပြည့်နဲ့ရင်ဆိုင်နိုင်အောင်လုပ်မယ်ဆိုရင်တော့မကောင်းနိုင်ဘူးလားကောင်းနိုင်တယ်ဒါကြောင့်ပေးတဲ့ပေါင်းတော့စောတော့ဆိုမနေ့တုန်းကသွေးကင်ဆာဖြစ်နေတဲ့ဒကာကြီးတယောက်စီကိုရောက်တယ်အကြောင်းအတွက်လှူထားတာလေးနောက်ရည်သက်ချခြင်းပါတယ်ဆိုတော့သွားပေးတာပေါ့လေဘ ਹੁ ရှိဆေးရုံကိုရောက်တယ်မြတ်စွာဘုရားကအခက်အခဲတွေမရှိအောင်လုပ်လို့မပြောဘူးလို့အခက်အခဲဆိုတာကဘဝကိုကအခက်အခဲကြီးပဲလို့ဟုတ်လားအခက်အခဲကိုရင်ဆိုင်နေတဲ့စွမ်းရည်ရှိအောင်လုပ်လို့ပဲမြတ်စွာဘုရားဟောတာလို့ဒါပေမဲ့ခက်တာကလူတွေကအခက်အခဲမရှိအောင်ပဲလုပ်ချင်နေတာတော့အခက်အခဲကမရှိဘဲနေမလားဒီခန္ဓာကိုယ်ကြီးရထားတာကိုကအခက်အခဲကြီးရထားတာလို့မဆိုနိုင်ဘူးလားအခုကဒီတိုင်းလေးနေသားထိုင်တာရှိနေရဆိုတာကတရားတွေကအကုန်လုံးညီညွတ်မြတ်တာနေလို့ကိုကနေသားထိုင်တာရှိနေတာညီညွတ်မြတ်တာမှုကအချိန်အတိုင်းစမရှိရမှာလားဘယ်ဟုတ်မလို့အတိုင်းတာတစ်ခုပဲရမယ်ပြီးရင်မညီညွတ်မှုမမြတ်တာမှုဆိုတာကတစ်ချိန်မို့တစ်ချိန်ရှောက်လာလိမ့်မယ်ဖြစ်လာလိမ့်မယ်အဲ့ဒီအချိန်ကျရင်ဘလို့ဖြစ်မလို့အခက်အခဲကြီးဆိုတာ तू ပြလိမ့်မယ်ဟုတ်လားအဲ့တော့ကိုရင်ဆိုင်နေတဲ့စွမ်းအားဘယ်လောက်ရှိမလဲမရှိဘူးလဲဆိုတာကအဲ့ဒီအချိန်မှာကိုယ့်အတွက်အရှိပါတဲ့မေခွန်းဖြစ်လာမယ်ပေါ့ဒါကိုကြိုတင်နားလည်ပြီးတော့စစ်မှန်တဲ့အားကိုးရာကိုရအောင်ရှာဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်အခုရှင်အနန္ဒကိုမြတ်စွာဘုရားဟောတာဘယ်သူမှအာမကိုဘူးကိုအားကိုးမယ်ဆိုတဲ့စိတ်နဲ့နေကိုအားကိုးမယ်ဆိုတော့လည်းပဲဘယ်အရာကိုအားကိုးမှာတော့သူတော်ကောင်းတရားကိုသိထားတဲ့ကိုကသာလည်းကိုယ့်အတွက်အားကိုးရဖြစ်မှာနော်နောက်ဘာသာလောက်အားနေထားတဲ့ခပ်ပေါ့ပေါ့နေထားတဲ့ကိုကတော့ကိုယ့်အတွက်အားကိုးရမဟုတ်ပါဘူးဟုတ်လားအဲ့တော့တရားရှိမှသာလည်းအားကိုးရရှိမယ်အဲ့တော့ဘယ်တရားလဲဆိုတော့ဗာဆက်ပြောတော့တတိပဋ္ဌာန်တရားလို့ပြောတယ်နော်အဲ့တော့ကိုယ့်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုသိမြင်နားလည်မှုရှိအောင်ကြိုးစားအထောက်ခြင်းလို့ဆိုတဲ့ဒီတတိပဋ္ဌာန်ဘာဝနာအလုတ်တည်တာနဲ့တခုတည်းသောအားကိုးရဆိုတာ
ဒီဒေသနာရမထင်ရှားဘူးလားထင်ရှားတယ်အဲ့လိုမြတ်စွာဘုရားကရှင်အနန္ဒကိုတောကကင်းငြိမ်းအောင်တရားဒေသနာဟောပြရတယ်ပေါ့ဒါကဦးဇင်းတို့နော်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးပြိဋိဘံဆန်းတဲ့အကြောင်းပေါ့ဟုတ်လားအဲ့တရားဟောတာလည်းပဲဦးဇင်းတို့တနာရီနဲ့15မိနစ်ရှိသွားပြီနော်အဲ့ဒီကနေ့ပြောခဲ့တာဘာတွေတုံးများနော်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တဲ့တရားတွေတဲကနော်စက်မိဆက်ရလေးတွေစေဝန္တာတွေကောင်းတာလေးတွေကိုဦးဇင်းတို့ပြောပါတယ်အထူးသဖြင့်တော့အနင်္ဂနတုတ်တာပေါ့နော်အညစ်အကြေးဆိုတာဘာကိုပြောတာလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့မပြောခဲ့ဘူးလားပြောတယ်နော်ရှင်သာရိပုတ္တရာနဲ့ရှင်မောဂံကိုရမြတ်ကြီးတို့ရဲ့နော်ဘဝအတွေ့အကြုံတွေအနေအထားလေးတွေကိုမပြောခဲ့ဘူးလားပြောခဲ့တယ်နော်မွေးကျေးဇူးဆက်ခြင်းဆိုတဲ့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့ပြိဋိဘံဆန်းတဲ့အကြောင်းအရာနော်များသောအားဖြင့်တော့ဒီအကြောင်းအရာလေးတွေကပေတပေါင်းတော်ကောင်းတို့ကသိထားကြပြီးသားနားလည်ထားကြပြီးသားအကြောင်းအရာလေးတွေပါဟုတ်လားသို့တော်လည်းပဲတစုတစည်းတည်းနော်စက်မိအောင်ဆိုတာဦးဇင်းတို့ပြောပါတယ်မနေ့တုန်းကအပိုင်း1ဒီနေ့အပိုင်း2ပေါ့နော်မနေ့ပြန်ဆိုလို့ရှိရင်တော့ရှင်မောဂလန်ကိုရမြတ်ကြီးရဲ့အကြောင်းကိုဦးဇင်းတို့ပြောဖို့စီစဉ်ထားပါတယ်ဟုတ်လားဒါကြောင့်ပေတပေါင်းတော်ကောင်းတို့ဒီကနေ့ညရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းကိုနာယူကျင့်ကြိုခဲ့ရတဲ့ကုသိုလ်ကောင်းမှုတွေရှိရနော်အဲ့ဒီကုသိုလ်ကောင်းမှုတို့နဲ့တကွပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုတို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရာစေကုန်သောဟုပတ္တနာအောင်စုပြုကြခုံရာတတိ